ကိုရွေးတဲ့လမ်းလောကလူတွေဟာဘဝရလာပြီဆိုလို့ရှိရင်ကိုရွေးတဲ့လမ်းကိုလျှောက်နေကြတာပဲလို့ပြောလို့ရတာပဲဘယ်လိုပဲဖြစ်ဖြစ်ဘဝတစ်ခုရလာတဲ့အခါမှာကိုရွေးတဲ့လမ်းပေါ်မှာကိုလျှောက်ပြီးတော့ကိုဘဝကိုတည်ဆောက်သွားကြတာဖြစ်လို့ဘုန်းကြီးတို့ဒီကနေ့ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာပုဂ္ဂလသုတ်တံဆိုတာတတိနိရိကောသလမင်းကြီးကိုမြတ်စွာဘုရားကပုဂ္ဂိုလ်၄မျိုးခွဲခြားပြီးတော့ဟောတာအဲ့ဒီပုဂ္ဂိုလ်၄မျိုးခွဲခြားပြီးဟောတဲ့ထဲမှာအဲ့ဒီပုဂ္ဂိုလ်၄မျိုးဟာတဦးနဲ့တဦးအခြေအနေချင်းမတူပေမဲ့လို့လူသားတွေကြီးပဲဖြစ်ပြီးတော့ဘဝခရီးကိုလျှောက်တဲ့အခါကျတော့ကိုယ်ကိုယ်တိုင်ရွေးချယ်တဲ့လမ်းကလျှောက်သွားကြတာတွေပဲတွေ့ရတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒီတရားခေါင်းစဉ်လေးကိုမှတ်လို့လွယ်အောင်လို့ဘုန်းကြီးတို့ကိုရွေးတဲ့လမ်းအဲ့တော့ဘုန်းကြီးတို့ဒီတရားနာပြီးလို့ရှိရင်ကိုဟာဘယ်လိုအနေထားဘဝမှာဘယ်အနေထားရှိသလဲဘယ်လမ်းကိုရွေးပြီးတော့ရှောက်မလဲကိုရွေးတဲ့လမ်းမှန်ကန်တဲ့လမ်းဟုတ်ကလားလို့ဆိုတာမြတ်စွာဘုရားရဲ့ဒေသနာတော်တွေနဲ့ညှိပြီးတော့ကိုရွေးတဲ့လမ်းမှားနေတယ်ဆိုရင်လည်းပဲထပ်ပြင်မှုလိုအပ်တယ်အဲ့ဒီလမ်းကိုရပ်ဆိုင်ပြီးတော့မှန်ကန်တဲ့လမ်းတစ်ခုရှောက်ဖို့လိုအပ်တယ်မြတ်စွာဘုရားကမှန်တဲ့လမ်းနဲ့မှားတဲ့လမ်းမှန်လျှောက်လို့ရှိရင်တော့လမ်းဆုံးရင်ကောင်းတာတွေ့မှာပဲလမ်းမကိုရှောင်မိပြီဆိုလို့ရှိရင်လမ်းဆုံးရင်တော့ဒုက္ခရောက်မှာပဲဒါကပဂတိလမ်းနေမှာတောင်ဒီအနေထားမျိုးတွေ့သေးတာပဲလမ်းမကိုလိုက်သွားပြီဆိုလိုက်ကြတဲ့နောက်ဆုံးမှာလမ်းမရဲ့အဆုံးမှာကြုံတွေ့ရတဲ့အန္တရာယ်မျိုးစုံကြုံကြရလမ်းမဆိုတာကိုရောက်ချင်တဲ့နေရာကိုရောက်သွားတာကိုရွေးချယ်တဲ့ဘယ်နေရာကိုသွားမယ်လို့ဆိုတဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းရောက်တဲ့လမ်းကိုလမ်းမှန်လို့ပြောတာအေးလမ်းမဆိုတာကိုရွေးချယ်တာကိုရောက်ချင်တာကတဏှာရောက်သွားတာကတဏှာလို့ဆိုရင်လမ်းမလို့ခေါ်ရမှာပေါ့တဘာဝပဂတိလမ်းများကိုအဲ့ဒါလို့ခေါ်ရတယ်လို့ပဲဘုန်းကြီးတို့ဘဝခရီးကိုရှောက်လမ်းရတဲ့အခါမှာလည်းပဲကိုလိုချင်တဲ့အဖြေတွေသို့မဟုတ်ကိုလိုချင်တဲ့အခြေအနေတွေကိုမရဘူးဆိုလို့ရှိရင်လမ်းမလို့သတ်မှတ်ရကိုလိုချင်တာတွေရပြီဆိုလို့ရှိရင်တော့လမ်းမှန်လို့ဒီလိုသတ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတိတိလင်းလင်းဟောထားတာရှိတယ်လေမိစ္ဆာမက္ခသမ္မာမက္ခဆိုတာအဲ့တော့မိစ္ဆာမက္ခဆိုတာမိစ္ဆာဆိုတာမှားနေတဲ့လမ်းကြောင်းကိုမိစ္ဆာမက္ခလို့ဒီလိုပြောတာသမ္မာမက္ခဆိုတာမှန်ကန်တဲ့လမ်းကြောင်းတနည်းအားဖြင့်ပြောမယ်ဆိုရင်ချီးမွမ်းဖွယ်ကောင်းတဲ့လမ်းကြောင်းတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ရှောက်လန်းတဲ့ပုဂ္ဂိုလ်ကိုချမ်းသာဒုက္ခတွေကိုရစေပြီးသူ့ရဲ့လိုအင်ဆန္ဒကိုပြည့်ဝစေနိုင်တဲ့လမ်းကြောင်းလို့ဒီလိုယူရမယ်အဲ့တော့အခုလောကမှာဘုရားဘာသာဝင်သူတော်စင်တွေပြောနေကြတဲ့မက်နဲ့ပြောနေတဲ့စကားဟာလမ်းကြောင်းကိုပြောတာပဲမက္ခဆိုတာပါဠိစကားအဲ့ဒီပါဠိစကားမက္ခကိုပဲခါဆိုတဲ့အတန်ဖြုတ်ပြီးတော့မက်လို့ပြောနေကြတယ်အေးအဲ့ဒီကနေအတန်တွေဘယ်တိအောင်ထွက်လာတော့ဆိုမက်ကြတယ်တို့ဖိုကြတယ်တို့ဒီလိုတွေဖြစ်လာတယ်နော်အဲ့တော့မှတ်ထားဖို့ရကမက္ခဆိုတာမြတ်စွာဘုရားကမက္ခလို့ခေါ်တာတနည်းအားဖြင့်မြန်မာလိုလမ်းကြောင်းလို့ပြောတာနှမျိုးရှိတယ်ရှေ့ကမိစ္ဆာမက္ခနဲ့သမ္မာမက္ခလို့မှားယွင်းတဲ့လမ်းကြောင်းနဲ့မှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုနှမျိုးခွဲခြားပြီးတော့ဟောထားတာအဲ့ဒီထဲမှာမှားယွင်းတဲ့လမ်းကြောင်းကိုလည်းပဲအင်္ဂါ၈မျိုးနဲ့ဖွဲ့စည်းပြီးတော့ထားတယ်အင်္ဂါ၈မျိုးနဲ့ဖွဲ့စည်းထားတယ်မှန်ကန်တဲ့လမ်းကြောင်းကိုလည်းပဲအင်္ဂါ၈မျိုးနဲ့ဖွဲ့စည်းထားတယ်အဲ့တော့မှားယွင်းတဲ့လမ်းကြောင်းဆိုတာဘာတော့ပြောမိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အမြင်
မိစ္ဆာသင်္ကပ္ပမှားယွင်းတဲ့အတွေ့အမြင်မှားပြီးအတွေ့မှားပြီးဆိုရင်ဒုက္ခရောက်မှာပဲပေါ့ဟောမိစ္ဆာဝါစာအပြောမှားမိစ္ဆာကမ္မန္တအလုတ်မှားတယ်မိစ္ဆာအာဇီဝအသက်မွေးမှုမှားတယ်မိစ္ဆာဝါယာမကျိုးပန်းအထုံးမှုတွေမှားတယ်မိစ္ဆာတတိစိတ်နဲ့အာယုတွေ့ဆုံမှုတွေမှားတယ်မိစ္ဆာသမာဓိစိတ်ရဲ့တည်ငြိမ်မှုအာယုတစ်ခုတည်းကိုစူးစိုက်မှုဟာလည်းမှားတယ်လို့ဆိုရဲအဲ့ဒီအမှားရှိရနဲ့ဖွဲ့စည်းထားတာကိုမိစ္ဆာမက္ခလို့ခေါ်တယ်သမ္မာမက္ခမှန်ကန်တဲ့လမ်းကြတာသမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အမြင်ဒိဋ္ဌိဆိုတဲ့စကားလုံးကအမြင်လို့ပြောတာဖြစ်တော့ကြောင့်မှန်ကန်တဲ့အမြင်အဲ့ဒါကိုဘာသာပြန်တဲ့အခါမှာမှန်ကန်တဲ့အမြင်ဆိုတာဉာဏ်ကိုဆိုလိုတာဖြစ်တော့ကြောင့်မှန်မှန်ကန်ကန်နားလည်ခြင်းလို့လည်းပြောလို့ရတယ်မှန်မှန်ကန်ကန်သိခြင်းလို့လည်းပြောလို့ရတယ်ဒါမို့နိုင်ငံသားတွေဘုရားဘာသာကိုလေ့လာတဲ့အခါမှာအင်္ဂလိပ်လိုပြန်ပြီးဆိုရင်စကားလုံးအတိုင်းကိုဘယ်လိုပြန်လဲဆိုရင် right view လို့ပြန်လို့ရှိရင်တော့စကားလုံးနဲ့နှီးစပ်တဲ့အတိတ် right view လို့လည်းပြန်တယ် right vision လို့လည်းပြန်တယ် right understanding ဆိုတာတော့ဉာဏ်ရဲ့သဘောကိုဖော်ပြတဲ့ပြန်ဆိုချက်ပဲဟောright understanding ဆိုတာမှန်မှန်ကန်ကန်နားလည်မှုဒါကိုသမ္မာဒိဋ္ဌိလို့ခေါ်တာဆိုလိုတာကအသိဉာဏ်ဘယ်ရာပဲဖြစ်ဖြစ်အသိဉာဏ်နဲ့စဉ်းစားမှမှန်ကန်မှုကိုရတယ်လောကီကိစ္စတောင်မှပဲအသိဉာဏ်နဲ့စဉ်းစားပြီးလုပ်မှမှန်ကန်တယ်ပေါ့အသိဉာဏ်မဟုတ်ဘဲနဲ့တစ်ဖက်သားကိုယုံကြည်တဲ့တရားနဲ့သွားပြီးလုပ်မယ်ဆိုလို့ရှိရင်မှားနိုင်နေတယ်ပေါ့သူပြောတာယုံလိုက်တယ်ဟိုလူပြောတာယုံတယ်ဒီလူပြောတာယုံတယ်သို့တော့ကိုယ်ပိုင်စဉ်းစားတဲ့အသိဉာဏ်မပါဘူးဆိုလို့ရှိရင်ထိုယုံကြည်မှုမှန်သမျှမှန်ကန်မှုမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့ဘုရားဘာသာမှာယုံကြည်မှုမဂ္ဂင်၈ပါးထဲမှာထည့်ပြီးတော့ဖွဲ့စည်းထားတာမရှိဘူးအဲဒါကြောင့်မို့တခြားဘာသာတွေမှာဆိုလို့ရှိရင်ယုံကြည်မှုအဓိကကျဒါကြောင့်မို့ခြားဘာသာတွေမှာဆိုရင်တော့သူတို့က faith ဆိုတဲ့စကားလုံးကိုသုံးယုံနေ interfaith ဆိုတဲ့စကားလုံးနဲ့အခုခေတ်မှာဆွေးနွေးပွဲတွေလုပ်နေတာရှိတယ် interfaith ဆိုတာသူယုံတာကဘာယုံတယ်ငါယုံတာကဘာယုံတယ်ယုံကြည်မှုတွေဘာသာတရားတွေမှန်သမျှကို faith လို့ပဲဒီလိုပဲခေါင်းစဉ်တက်ပြီးတော့ပြောနေကြအဲ့တော့တကယ်ကတော့ဘုရားဘာသာဟာယုံကြည်မှုဆိုတာအဓိကမဟုတ်ဘူး။ဒါရှိပါတဲ့မှာဆိုရင် right understanding နားလည်မှုကအဓိကဖြစ်တယ်။ဒါကြောင့်မို့ဘုန်းကြီးတို့တွေခုလိုတရားပွဲကြီးကျင့်ပပြီးတော့နားလည်အောင်တရားနာချရ။အေဒီတဲ့တတ်နိုင်လို့ရှိရင်ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေသင်ယူချရ။အခုဒီတရားနာတယ်ဆိုတာလေသင်နေတဲ့သဘောပဲပေါ့။နာပြီးတော့နားနဲ့သင်နေတယ်မြတ်စွာဘုရားဟောတဲ့တရားတွေအမှန်ကန်သိရတရားနာတယ်အဲ့တော့နာပြီးဆိုတဲ့နောက်မှာကိုလုံးဝမဲ့တောင်းကဘာတော့ဆိုရင်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုဆိုနောက်ကလိုက်ဖို့လိုတယ်ဘုန်းကြီးအပြင်ဘယ်လိုဟောသွားတာပဲဘယ်လိုဟောသွားလက်တွေ့နဲ့ဘဝနဲ့ဟုတ်မဟုတ်ကိုယ့်ရဲ့အသိဉာဏ်အသုံးချဖို့လိုသေးမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီတိုင်းပဲကိုယ်ပိုင်ဉာဏ်နဲ့ဆင်ញင်စဉ်းစားဖို့အမြဲတမ်းဟောတယ်ဒါကြောင့်မို့လို့တရားဓမ္မကိုနားတယ်နာပြီးတဲ့အခါကျတော့ဘဝနဲ့လေ့လာသုံးသပ်ကြည့်တယ် apply လုပ်ကြည့်တယ်လက်တွေ့သုံးချကြည့်ဒီလက်တွေ့သုံးချကြည့်တဲ့အခါမှာဒီဟာကမှန်တယ်မမှန်ဘူးဟုတ်တယ်မဟုတ်ဘူးဆိုဆုံးဖြတ်ချက်ချကြတာမြတ်စွာဘုရားကဒါကြောင့်မို့ကာလမတ်တုံမှာဆိုလည်းပဲဒီလမ်းမဆုံးဖို့လောကလူတွေကလမ်းဆုံးနေတာဘယ်မှာလမ်းဆုံးနေတော့ဆိုဘယ်နေရာမှာလမ်းဆုံးတော့ဆိုရင်ပပ္ဖရူပတ္တဒီစကားလုံးလေးအပြင်မှတ်ဖို့သားဖို့ကောင်းလာတယ်ဆိုတဲ့အတွေးလေးမှလမ်းဆုံးတယ်။ဘာဖြစ်လို့မှတ်သားတိုက်တာလဲ။ဘာကြောင့်မှတ်သားလက်တွေ့ဘဝနဲ့ဘလို့ကိုက်ညီတယ်လဲမကိုက်ညီဘူးလားဆိုစဉ်းစားဖို့ကြတော့ပြင်းသွား။အဲ့ဒါလို့မစဉ်းစားဘဲနဲ့မြတ်စွာဘုရားကလက်မခံရဘူးတဲ့။ဒီလိုဆိုလို့လားနော်။ကာလမတုတ်ထဲမှာမာဘဘရူပတ္တမှတ်ထိုက်တယ်ဆိုတာလေးနဲ့လည်းမမှတ်နဲ့အောင်နဲ့။ဘာ
ဘာလို့ဆိုရင်ကိုယ်ပိုင်ညာနဲ့စဉ်းစားကြည့်ဟောနောက်တစ်ခါဟိုလူပြောဟုတ်လို့ဒီလူပြောဟုတ်လို့ tradition အစဉ်လာစကားတော့မဟုတ်နော်တဆင့်ကြားတယ်အနုတ္တုတတဆင့်ကြားလာဟိုလူပြောဒီလူပြောကနေတဆင့်ကြားလာအဲ့ဒီလိုတဆင့်ကြားတာကိုလည်းပဲကိုယ်ပိုင်ညာနဲ့စဉ်းစားမရှိဘူး။အော်ဒီလိုကြားတာဒါဟုတ်တာပဲလို့ဆိုပြီးတော့လက်ခံဖို့မဟုတ်ဘူးတဲ့။နောက်ဆုံးမှမြတ်စွာဘုရားကဘလောက်ထိအောင်ဟောထားတော့ဆိုရင်မာပိဋကတံပါဒံပိဋကဆိုတာဒီပိဋကစာပေကိုပြောတာမဟုတ်ဘူး။ပိဋကဆိုတဲ့စကားလုံးကသင်ရတဲ့စာပေကိုဆိုလို့တယ်။ဘယ်သူပဲသင်တဲ့စာပဲဖြစ်ဖြစ်လောကမှာသင်ယူတဲ့ချမ်းသာမှန်တယ်ဗျလောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပဲပညာပဲဖြစ်ဖြစ်သင်ယူတဲ့ချမ်းသာအလုံးလောကလူတွေကစာရဲပါတယ်ဆိုပြီးတော့လမ်းဆုံးတတ်တယ်လေအဲ့တော့မြတ်စွာဘုရားကအဲ့ဒါလိုလမ်းမဆုံးဖို့စာရဲပါတယ်ဆိုတိုင်းလမ်းမဆုံးနဲ့မှတ်မထားနဲ့အောင်ကိုယ်တိုင်ဉာဏ်နဲ့စဉ်းစားအောင်လို့ဒီလိုဆိုလိုတာကဘာလို့ဆိုရင်အခုပြောတဲ့ right understanding နဲ့မှန်မှန်ကန်ကန်နားလည်ဖို့တမ္မာဒိဋ္ဌိနဲ့ကြိုးစားဖို့ဒါကိုဆိုလိုတာဒါကြောင့်မို့ဘုရားဘာသာဖြစ်ရတာဒီအသိဉာဏ်ကိုခြေပြုဖို့တောင်းဖို့လိုအပ်အသိဉာဏ်ဆိုတာသူကသူဖြစ်လာတာမဟုတ်ဘူးအသိဉာဏ်ရဖို့အတွက်တရားနာရတယ်စာပေတွေဖတ်ရှုရတယ်လေ့လာရတယ်မေးမြန်းရတယ်မသိတာတွေကိုမေးတယ်ဉာဏ်နဲ့ဆွေးနွေးတယ်လေ့လာတယ်ဟောဒီကနေအသိဉာဏ်တွေရအဲ့ဒါလို့အသိဉာဏ်ရဖို့ကအဓိကပြောတာကိုမှိတ်ပြီးတော့ယုံရမှာဟာအဓိကမဟုတ်ဘူးတဲ့ဒီလိုဆိုလို့တယ်ဒါကြောင့်မို့ဘုရားဘာသာတရားတော်မှာယုံကြည်မှုနဲ့ပညာသို့မဟုတ်တတ္ထာနဲ့ပညာဒီနှစ်ခုကတွဲဖက်ထားဒါမို့ဒီပရင်ဆရာတော်ကြီးရေးသွားတဲ့စာအုပ်ထဲမှာဆိုရင်ပါတယ်တတ္ထာကိုပညာစောင့်မှလမ်းဖြောင်းတယ်တဲ့ယုံကြည်မှုကိုပညာနဲ့ထိမ့်မပေးလို့ရှိရင်အဲ့ဒါလမ်းလွဲသွားနိုင်လမ်းချော်သွားနိုင်ကြည့်လေမိရထားလမ်းချော်သွားတယ်ဆိုဒုက္ခရောက်လေမြန်ပြေးလမ်းမှာလမ်းချော်တယ်ဆိုဒုက္ခရောက်မှာအဲ့ဒီဒုက္ခရောက်တာကတခဏတဘဝပဲဒုက္ခရောက်တာအတွေးတွေလမ်းချော်သွားပြီဆိုရင်တဏှာပါဒုက္ခရောက်နိုင်တယ်ပေါ့ဒါကြောင့်မို့ဒါသတိထားရမယ့်အချက်တစ်ခုပဲဟုတ်အဲ့ဒါကြောင့်မို့တတ္ထာကိုပညာနဲ့စောင့်မှလမ်းဖြောင်းတယ်တဲ့အနုမို့လမ်းချော်သွားနိုင်တယ်အဲ့ဒီတိုင်းပဲအပြန်အလှန်ပညာဆိုတာလည်းပဲယုံကြည်မှုနဲ့ပြန်ထိမ့်ပေးရတယ်ပညာကိုတတ္တစောင့်မှလမ်းဖြောင်းတယ်ဒီနှစ်ခုတညီတည်းထားပေးဖို့ယုံကြည်တယ်ဆိုတာပညာနဲ့ဆုံးဖြတ်တဲ့ယုံကြည်မှုမျိုးလို့ဒီလိုဆိုလိုတာအဲ့တော့အသိပညာမပါတဲ့ယုံကြည်မှုမျိုးကိုနိုင်ငံခြားစာပေတွေမှာဘယ်လိုသုံးလို့ဆို blind faith လို့မျက်ကန်းယုံကြည်မှုမျိုးခေါ်တယ်အဲ့ဒီတစ်ဖက်သားယုံကြည်မှုမျိုးအသိပညာမဲ့တဲ့ပညာယုံကြည်မှုအဲ့ဒီယုံကြည်မှုမျိုးကအနည်းရရှိတယ်အနည်းရရှိတယ်ဆိုတာမှန်ကန်တဲ့လမ်းကြောင်းပေါ်မရောက်နိုင်ဘူးတဲ့ဒါကြောင့်မို့ဘုရားဘာသာမှာအသိဉာဏ်ကိုဦးစားပေးတဲ့အနေနဲ့မြတ်စွာဘုရားကသမာဓိဋ္ဌိဆိုတာကိုရှေ့တန်းတင်ပြီးတော့ဟောဒီမက္ခကိုဖွဲ့စည်းပြီးတော့ထားတာ right understanding နဲ့မမှန်ကန်နားလည်ရမမှန်ကန်နားလည်ဆိုတာမမှန်ကန်တွေးတတ်ဖို့လိုတယ်အဲ့မမှန်ကန်တွေးတယ်ဆိုတာဟာလည်းပဲအခြေခံအားဖြင့်ကိုချင်းတရားကောင်းမှဒါတွေကမှန်ကန်လာမှာဖြစ်တော့ကြောင့်သမ္မာဝါစာမှန်ကန်တဲ့စကားပြောအောင်သမ္မာကမ္မန္တအလုံးမှန်ကန်ရမယ်သမ္မာအာဇီဝတမွေမှုမှန်ကန်ရမယ်ဆိုတဲ့ကိုချင်းတရားအခြေခံပြီးတော့မှသမ္မာဝါယာမကျူပန်းအထောက်မှုမှန်ကန်ခြင်းသမ္မာတတိစိတ်နဲ့အာယုံဆုံးပေးမှုမှန်ကန်ခြင်းနဲ့သမ္မာသမာဓိအာယုံလေးတစ်ခုပေါ်မှာစိတ်စုကြပြီးတော့တည်ငြိမ်သွားတာမှန်ကန်မှုဆိုအဲ့ဒီတဘာဝတရား၈ခုဒီဟာစိတ်ရဲ့အခြေအနေစိတ်ရဲ့စွမ်းရည်၈မျိုးတော့မဟုတ်စိတ်ရဲ့နော်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့တဘာဝတရားစွမ်းရည်၈မျိုးအဲ့ဒီ၈မျိုးဟာဘုန်းကြီးတို့တွေရဲ့စိတ်မှာအခြေခံအားဖြင့်ရှိတယ်အဲ့ဒီရှိနေတာနဲ့စွမ်းအားတွေတက်လာအောင်လုပ်လိုက်ပြီးတော့တစုတည်းတပေါင်းတည်းဟန်ချက်ညီညီနဲ့ဒီ၈ခုဟာတ
လုံးစီတစ်ခဲစီဖြစ်သွားပြီဆိုရင်မက္ခအဲ့တော့မက္ခဆိုတာဒီရှိခုနဲ့ဖွဲ့စည်းထားတာတခုတည်းကိုမက္ခမခေါ်ဘူးအလုံးပေါင်းပြီးတော့စုလိုက်တဲ့ဟာကိုမက္ခလို့ခေါ်တယ်ဒါမို့လမ်းလို့ပြောတာဟာဒီရှိခုနဲ့ဖွဲ့စည်းထားတာလို့ပြောတယ်အဲ့တော့မှန်ကန်တဲ့လမ်းကြောင်းကိုရှောက်တတ်ဖို့ရအတွက်ဘုန်းကြီးတို့တွေဘာလို့อ่ะမှန်ကန်နားလည်ဖို့ကြိုးစားရမယ်မှန်ကန်တွေးတတ်အောင်ကြိုးစားအဲ့ဒါလို့နားလည်ဖို့မှန်ကန်တွေးတတ်ပြီဆိုလို့ရှိရင်နံပါတ်1ကိုချင်းတရားတွေးပြီးပြောတဲ့ဟာကအကောင်းဖြစ်ရတမ္မာဝါစာတွေးပြီးလုပ်တဲ့ဟာလည်းအကောင်းဖြစ်ရတမ္မာကမ္မန္တတွေးတော်ဆင်ခြင်မှုအသိဉာဏ်ပါတဲ့အသက်မွေးမှုဟာလည်းမှန်ကန်တဲ့အသက်မွေးမှုပဲအဲ့ဒီကိုချင်းတရားကောင်းပြီဆိုမှလူစိတ်ဟာလည်းတည်ငြိမ်မှုရနိုင်တယ်ဒါကြောင့်မို့နောက်ကလာတဲ့ကြိုးပမ်းအထောက်မှုတို့စိတ်နဲ့အာယုံဆုံးနေမှုတို့စိတ်ဟာအာယုံပေါ်မှာစုစည်းကြရောက်မှုလို့ဆိုတဲ့တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတဲ့ဒီအချက်တွေဟာလည်းပဲအလုံးစွမ်းဆောင်မှုတွေပြည့်လာအဲ့ဒီစွမ်းဆောင်မှုပြည့်တာမပြည့်ခင်အနေထားကိုပုဗ္ဗဘာကမက်လို့ခေါ်တယ်အလုံးစွမ်းအားတွေပြည့်သွားတဲ့အခါကျတော့ဒါမက်လို့ခေါ်ပြန်တယ်အရိယာမက်လို့ခေါ်တယ်အရိယာမက်မှာလည်းပဲစွမ်းအားအပြည့်စုံမက်ကိုအရတ္တမက်လို့ခေါ်တယ်စတင်ပြီးစွမ်းအားရတာကိုသောတပတ္တိမက်လို့ခေါ်တယ်အဲ့ဒီနောက်မှာစွမ်းအားတက်လာရင်တဂရဂမိမက်ဒီတဲ့စွမ်းအားတက်လာလို့ရှိရင်အနာဂမိမက်အတက်ဆုံးကြတော့အရတ္တမက်လို့ဟောမက်ဆိုတာဘုလူပြောတာတော့ဒီရှိခုကတညီတဲ့ဟန်ချက်ညီလောက်သွားပြီဆိုလို့ရှိရင်ဒါပြည့်စုံမှုလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ကိုရွေးတဲ့လမ်းအခုလမ်းကိုရွေးကြတယ်ကိုရွေးတဲ့လမ်းဘယ်လမ်းကိုရွေးချတယ်လဲကိုယ့်ဘာကိုမြတ်စွာဘုရားဒီတုတ်တံမှာလူသားလူဘဝမှာအခြေအနေနှစ်ရပ်နဲ့လူနှမျိုးကိုရှင်းပြီးတော့ဟောထားတာရှိတယ်ပေါ့လူနှမျိုးဆိုတာအကျမ်းအားဖြင့်ပြောမယ်ဆိုဒါလောကီအဆင့်နဲ့ပြောပြတာနော်လူနှမျိုးဆိုတာလူတစ်မျိုးကဘာလဲလို့ဆိုရင်နှိမ့်ကြတဲ့မျိုးရိုးရှိတဲ့လူတစ်ယောက်နှိမ့်ကြတဲ့မျိုးရိုးမှာလူဖြစ်တဲ့လူတစ်ယောက်အဲ့တော့မြန်မာနိုင်ငံမှာတော့အခုခေတ်မှာနှိမ့်ကြတဲ့မျိုးရိုးဆိုတာသတ်မှတ်ထားတာသိမရှိဘူးသိပြီးတော့မရှိဒီမြန်မာနိုင်ငံနားမှာရှိတဲ့အိန္ဒိယနိုင်ငံကြတော့သူကနှိမ့်ကြတဲ့အမျိုးဆိုတာလူတကာကသူတို့ကိုအမတမဆက်ဆုပ်တယ်ထိတောင်မထိအန်တချေဘောလို့ခေါ်တယ်မထိရမကင်ရတဲ့လူရင်းတောင်မတရီဘူးနော်မထိရတဲ့အမျိုးရှိလေဘလောက်ဝကောင်းစားလားဝေါ်လားဘလောက်ဖီးလိမ့်လားမထိရတဲ့လူမျိုးရှိထိရင်တဏပေါ့မင်္ဂလာရုပ်တယ်ပေါ့သူတို့အယူဆကိုပြောတာနော်အဲ့ဒါကိုဇက်နှိမ့်လို့ခေါ်တယ်အိန္ဒိယနိုင်ငံမျိုးဆက်နှိမ့်နေတဲ့ပုဂ္ဂိုလ်တွေအန်တချေဘောသုံးတဲ့စကားလုံးကအန်တချေဘောထိလို့ကင်လို့မရတဲ့အမျိုးတွေတဲ့အဲ့လိုသတ်မှတ်ထားတာရှိတယ်မြတ်စွာဘုရားလက်ထက်ကလည်းရှိတယ်ဒီလိုဇက်ခွဲထားတာဘာလို့လဲဆိုအိန္ဒိယနိုင်ငံရဲ့ဇက်ခွဲခြားမှုစနစ်ဟာခဏထိရှိတော့မယ်ဟောတစ်ချိန်တုန်းကမြန်မာနိုင်ငံမှာလည်းပဲဇက်ခွဲခြားထားတာလေးတွေရှိတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကမိလိုက်တယ်အခုတော့သိပြီးတော့မတွေ့ရတယ်လို့ဖြစ်တယ်ပေါ့ရှင်းတော့ဘာလို့ဆိုလို့ရှိရင်ဖရာကျွန်တို့ကျောင်းကျွန်တို့ကဲပါတို့သူဘရာဇာတို့ဆိုရင်ဟာရှိတယ်တမန်လူတွေအရတိုင်းမှာသူတို့ကသိပြီးတော့မဝင်ဆန့်ကြဘူးပေါ့ဇက်ခွဲခြားထားတဲ့အနေထားပဲအဲ့တော့ဇက်ခွဲတယ်ဆိုတာလူတွေဟာတဝိနဲ့တူဒီဆိုလိုတာကတော့အာဝါဟဝိဝါဟသဘောတဝိနဲ့တူအိမ်တော်ရသားမပြုတ်ရအောင်ရှောင်ထားတဲ့အမျိုးတွေရှောင်ထားတဲ့အမျိုးတွေအဲ့တော့မြတ်စွာဘုရားလက်ထက်ကအဲ့လိုလူဘဝရောက်လာတဲ့အခါမှာအောက်တန်းကြတဲ့အမျိုးဆိုတာဘယ်လိုအမျိုးတွေကိုခေါ်တာတော့ဆိုစာပေမှာနံပါတ်1ကစန္ဒာလဆိုတဲ့အမျိုးတဲ့အလုံးကြောက်ကြလိမ့်မယ်မာတင်ကဆိုတဲ့ဇာလန်းကိုလေမာတင်ကဇာလန်းအလုံးကြောက်ကြတာအဲ့တော့စန္ဒာလဆိုတာအမှန်တမ်းအောက်တန်းကြတယ်ဒီပဇံချမ်းသာပြီးတော့ဇာမြင့်တဲ့ပုဂ္ဂိုလ်တွေကအမြဲတမ်းသူတို့ကိုအနိုင်ကျင့်တယ်ဒါဇာမြင့်တဲ့ပုဂ္ဂိုလ်ကအနိုင်ကျင့်တယ်
ဂတိရှိဘုန်းကြီးတို့ကိုယ်တိုင်ကိုအိန္ဒိယမှာနိုင်နေတော့ကဇမ်းမြင့်နဲ့ဇမ်းနိုင်အနိုင်ကျင့်တာတွေကိုမကြာခဏလမ်းပေါ်မှာကြုံခဲ့ရတာရှိတယ်ဒီချူဆိုတဲ့တက္ကသိုလ်ကြီးကိုသွားတော့အပြန်ကြတဲ့အခါသုံးမင်းကားနဲ့ဘုန်းကြီးတို့ကအိန္ဒိယကဘုန်းကြီးတစ်ပါးနဲ့သုံးမင်းကားပေါ်မှာစီးပြီးတော့လာအဲတက္ကသိုလ်ကျောင်းပေါက်ရောက်တဲ့အခါကျတော့ကျောင်းသား2ယောက်လူကြီးတန်းတန်း2ယောက်ကအဲ့ဒီကားတားပြီးတော့စီးလာလမ်းလည်းရောက်တဲ့အခါကျတော့သူတို့ကကားရခိုင်ပြီးတော့ဆင်းသွားပတ်စံပေးမတော့တော့ကားသမားကလိုက်တောင်းတဲ့အခါကျတော့ကားသမားကိုမျက်စောင်းလေးတစ်ချက်ပဲထိုးကြည့်တယ်ဟိုကောင်ကမတောင်းရတော့ဘူးဆိုပြီးမေးကြည့်တယ်ဘာဖြစ်လို့လဲဆိုဒီကောင်တွေကဇမ်းမြင့်နေတဲ့သူတို့မရှင်ရဲဘူးနော်ရှင်လိုက်ရင်ဒုက္ခရောက်တော့အဲ့ဒါလို့အိန္ဒိယနိုင်ငံမှာဒီဟာတွေကခဏအထိမမြင်ရင်ဆုံးရှိနေတယ်ဆက်ခွဲခြားမှုစနစ်ဒါကြောင့်မို့လို့မြတ်စွာဘုရားတရားတော်တွေကိုလေ့လာတဲ့အခါမှာအိန္ဒိယနိုင်ငံကလူနေမှုစနစ်တွေထင်ဟပ်နေတာတွေအများကြီးရှိတယ်ဆိုတာတတိထားဖို့လိုတယ်ပေါ့အဲ့ဒီမှာကြည့်မဲ့ဆိုလို့ရှိရင်နိစကုလအောက်တန်းကြတဲ့အမျိုးမှာလူလာဖြစ်တယ်ဆိုတာဘယ်လိုအမျိုးတုံးဆိုနံပါတ်1ကစန္ဒာလနော်စန္ဒာလဆိုတာဗမာတွေကတော့လွယ်လွယ်ကူကူဒွန်းစန္ဒာလို့ပြန်လိုက်ကြဒွန်းစန္ဒာစန္ဒာလဆိုတာအင်တမကြံကြံထန်ထန်လောက်ကင်စားတော့သူများအညစ်အကြေးတွေတန်ရှင်းရတာတို့ဘာတို့ကစားပြီးတော့အောက်တန်းကြတဲ့အလုပ်တွေလုပ်ရတဲ့ပုံမျိုးတွေနောက်တစ်ခုကဝေနနှီးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ကြတယ်ဒါသူတို့ခေတ်ကသူတို့နိုင်ငံမှာသတ်မှတ်ထားတဲ့လုပ်ငန်းတွေပေါ့အဲ့ဒီလုပ်ငန်းတွေလုပ်တာတွေတို့ဒါဒီခေတ်ဒီအကုန်လုံးကဗမာပြည်နဲ့တော့နေတာဒမုတ်ဆိုးတန်ကလုပ်ငန်းတွေလုပ်တာတို့ဒါလည်းပဲတစ်ချိန်တုန်းကဒီကနေ့ခေတ်တော့ဒီခေတ်ဆိုတာကပြောင်းသွားတယ်တခါဒီအရက်ထဲမှာရှေးတုန်းကဂုံမရှိတဲ့အလုပ်ပဲမဲ့လို့ဒီခေတ်မှာဂုံရှိတဲ့အလုပ်ဖြစ်ခြင်းဖြစ်ဘုန်းကြီးတို့စဉ်းစားကြည့်မိတယ်ငယ်ငယ်တုန်းကဘုန်းကြီးတို့မွေးဖွားတဲ့ဇာတိရွာမှာဇာတိရွာကမြစ်ကမ်းနဲ့နီးတယ်ဆိုတော့ပတ်ဝန်းကျင်မှာလေယာကိုင်းကျွန်းနေလောက်ကင်စားတော့တဲ့ပုဂ္ဂိုလ်အများတယ်သို့တော့ဘုန်းကြီးတို့နေတဲ့မွေးတဲ့ရွာရဲ့ရွာမှာတအိမ်တည်းပဲတန်ခါလောက်တာရှိတယ်အဲ့ဒီခေတ်ကအဲ့ဒီတန်ခါလောက်တဲ့အိမ်ဟာဘယ်တော့ဖြစ်ဘုံရှိုးကွယ်ရှိုးငွယ်ရှိုးလေးပဲတခြားအိမ်တွေနဲ့သိပ်ပြီးမဆက်ဆံကြသူ့ကိုသိပ်မဆက်ဆံကြတခြားအိမ်အဲ့ဒါလိုနေတာကိုတွေ့ရကျန်တဲ့အိမ်တွေကလေယာကိုင်းကျွန်းလောက်ကင်စားတော့ကြတယ်လေယာကိုင်းကျွန်းလောက်ကင်စားတော့တယ်အေးအင်းတိုင်းတို့အင်းတကြီးတို့ကနေလာပြီးတော့ငါးရောက်တဲ့အခါဝယ်စားတယ်သို့တော့မိမိကိုယ်တိုင်ရေထဲမှာငါးများတာတို့ငါးဖမ်းတာတို့ဒါတွေမလုပ်ဘူးလုပ်တဲ့လူကိုလည်းပဲအဲ့ဒီရွာကတိတ်ပြီးတော့အဖက်မလုပ်ကြဘူးဆိုတာဘုန်းကြီးတို့ငယ်တော့တွေ့ကြဒီကနေ့ခေတ်တော့အဲ့ဒါလုံးဝဂုံရှိတယ်ဖြစ်တယ်နော်ပြောင်းလဲလာမှုကရှိတယ်ဒီကနေ့ခေတ်မှာမိဘကိုရိုသေပြီးတော့မိဘကိုလေးစားပြုစုတဲ့ပုဂ္ဂိုလ်တွေဟာချီးမွမ်းခံရအေးနောက်စနစ်တန်းရောက်လို့ရှိရင်မိဘကိုစော်ကားတဲ့လူကချီးမွမ်းခံရမယ်တဲ့ရိုသေတဲ့လူတွေကဟောအကဲ့ရဲ့ခံလူနိုင်လူနုံလူအဆိုပြီးပြောင်းသွားတယ်ဆိုတာကိုဒါအမတန်မှဒီကနေ့ခေတ်မှာကုသိုလ်လုပ်တဲ့လူကချီးမွမ်းခံနောက်တစ်ခေတ်ကျအကုသိုလ်လုပ်တဲ့လူကချီးမွမ်းခံအောင်ပြောင်းပြန်ရှင်းလင်းပြီးတော့ဟောထားတာရှိတယ်ယနေ့လူသားများရဲ့နိဗ္ဗာန်ကဘာဆိုမြတ်စွာဘုရားဟောထားတဲ့တရားကိုလူတွေနားလည်အောင်လို့ရှင်းရှင်းလေးဟောပေးထားတာရှိတယ်ယနေ့လူသားများရဲ့နိဗ္ဗာန်ကဘာဆိုတာအမတန်မှနီးလာတဲ့အနေအထားမျိုးလေးတွေတွေ့ရတယ်ပေါ့ဒါကိုရွေးတဲ့လမ်းကိုကိုလျှောက်နေကြတာပဲကိုရွေးတဲ့လမ်းကိုကိုလျှောက်တာအေးကောင်းပြီဆိုလိုတာကဒီလောကမှာလူရလွတ်ဖြစ်လာလို့ရှိရင်အောက်တန်းကြတဲ့အမျိုးလို့ဆိုတာတစ်ခေတ်တစ်ခါမှာသတ်မှတ်ထားတာရှိတယ်ဒီကနေ့ခေတ်မသတ်မှတ်ပေမဲ့ဟိုခေတ်တုန်းကသတ်မှတ်ခဲ့တာရှိတယ်
အဲ့ဒါဟိုခေတ်တုန်းကသတ်မှတ်ခဲ့တဲ့အနေအထားအရပြောတယ်လို့ဒီလိုမှတ်ပါဒီကနေ့ခေတ်မှာသတ်မှတ်ချက်ကလည်းပဲဒီကနေ့ခေတ်နဲ့ပဲသက်ဆိုင်တယ်လို့ဒီလိုမှတ်နောက်တစ်ခေတ်ရောက်လို့ရှိရင်လည်းပြောင်းလဲသတ်မှတ်မှုတွေဖြစ်လာအောင်ပါပဲဒါကလူလောကလူဖြစ်စဉ်ကြီးရဲ့လူရဲ့ဒီဘဝသမိုင်းကြီးဆိုတာသာဝရရွေးရှားနေတဲ့အနေအထားကြီးတစ်ခုပဲမတူညီတဲ့ဖြစ်စဉ်တွေနဲ့သွားနေမှာပဲပြောင်းလဲနေတဲ့သမိုင်းဖြစ်စဉ်ကြီးထဲမှာအဲ့တော့မြတ်စွာဘုရားဟောထားတဲ့တရားတွေကိုချင်းတရားဆိုတာလူတွေဘယ်လိုပြောင်းမြတ်စွာဘုရားဟောထားတဲ့တရားသာဝရမှန်ဘယ်တော့မှဘုရားဟောတဲ့တရားဟာထိတ်အောက်သွားတယ်လို့မရှိဘူးသို့တော်လူတွေရဲ့ကျင့်သုံးမှုအနေအထားလောကရဲ့တတ်မှတ်ချက်တွေကတော့ပြောင်းလဲမှုတွေရှိတတ်တယ်ဒီလိုပဲမှတ်ကဲကောင်းပြီအောက်တန်းကြတဲ့မျိုးရိုးမှာသွားဖြစ်ပြီးဒီနိုင်ငံမှာတော့အောက်တန်းကြတာတတ်မှတ်ထားတာသိမရှိဘူးဆိုရင်ကိစ္စမရှိဘူးဒါအောက်တန်းကြတာအိန္ဒိယနိုင်ငံမှာကြတော့ဒါအဓိပ္ပာယ်သိရှိအဓိပ္ပာယ်သိရှိအဲ့ဒီလိုအောက်တန်းကြတဲ့အမျိုးမှာဖြစ်တာကဒါတစ်ခုဖြစ်ရုံနဲ့မကဘူးသူကပစ္စည်းဥစ္စာလည်းအမတန်မှမွဲတယ်နေ့စဉ်စားရည်နေရည်ကိုအမတန်မှခဲခဲရှာကြံပြီးတော့စားရစားဝတ်နေရည်အမတန်မှဒုက္ခရောက်ဟောအောက်တန်းကြတဲ့အမျိုးမှလည်းဖြစ်တယ်ဆင်းရဲမွဲတေတာလည်းရှိတယ်တော့ဒါတွေမဲ့ပြီးပြီလားဆိုမပြီးသေးဘူးဆင်းရဲမွဲတေရုံနဲ့မကဘူးလူကလည်းပဲယောဂထူပြောတယ်တဲ့ဟောယောဂထူပြောတယ်ဆိုတာဟာကျိုးနေတာလည်းပါတယ်ကန်းနေတာလည်းပါတယ်ခြေပြက်လက်ပြက်ဒီလိုဒုက္ခတွေဒုက္ခိတဘဝရောက်ကြည့်နော်လူဖြစ်လာပြီးတဲ့နောက်မှာအမျိုးရိုးကလည်းအောက်တန်းကြတယ်စာဝတ်နေရေးကလည်းမပြည့်စုံဘူးမျိုးရိုးအောက်တန်းကြပြီပဲစားစရာပြည့်စုံနေတော်သေးတယ်အခုကမျိုးရိုးကလည်းအောက်တန်းကြတယ်စားစရာကလည်းမပြည့်စုံဘူးနောက်ပြီးတော့လူကိုယ်တိုင်ကလည်းခန္ဓာကိုယ်ကလည်းပဲရုပ်ဆင်းအင်္ဂါမရှိတဲ့အပြင်မှာနော်ရုပ်ဆင်းအင်္ဂါမရှိတဲ့အပြင်မှာမျက်စိကန်းနေတယ်ခြေထောက်ကြီးကခွင်းနေတယ်ဆိုတဲ့အနေအထားမျိုးရုပ်ပြည့်စိတ်ရဲ့ပုံစံကြီးဖြစ်နေတယ်အဲ့ဒါလူဘဝမှာဒီလိုလူမျိုးတွေမရှိဘူးလားလို့ဆိုရှိဒါကလူဘဝအတန်းစားတစ်ခုဖြစ်ပေါ်လာအေးဒါကံပဲပေါ့ဒီလိုနေရတာအဲ့ဒီထက်မဲ့စဉ်းစားကြည့်တော့ဒါကသူ့ရဲ့အင်္ဂါ၃ခုရှိတယ်နှိမ့်ကြတဲ့အမျိုးမှလည်းဖြစ်တယ်စာဝတ်နေမပြည့်စုံပြီးဆင်းရဲတဲ့အမျိုးမှလည်းဖြစ်တယ်ယောဂထူပြောပြီးတော့ကိုယ်အင်္ဂါချွတ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်လို့ဆိုသူကအကောင်းလို့တစ်ခုမှမရှိဘူးအကောင်းလို့တစ်ခုမှမရှိဘူးလူဘဝရောက်ကဲနောက်တစ်ယောက်ကိုစဉ်းစားကြည့်လိုက်နောက်တစ်ယောက်ကြတော့လူတွေအထင်ကြီးတဲ့အထက်တန်းကြတဲ့အမျိုးမှဖြစ်တယ်စာဝတ်နေရေးလည်းပြည့်စုံတယ်ရုပ်ဆင်းအင်္ဂါကလည်းလှပပဲကိုယ်အင်္ဂါလည်းပဲတန်ဆွမ်းတယ်ဟောဒီလိုလူကတစ်မျိုးပေါ့ကဲအဲ့ဒီနှမျိုးပဲခွဲကြည့်လိုက်ဘုန်းကြီးတို့လောကကြီးကိုလူဘဝမှာလူတန်းစားနှမျိုးကိုခွဲကြည့်လိုက်ဒါကဘယ်သူကခွဲတာတော့ဆိုဘယ်သူမှမခွဲဘူးကံတရားကနေခွဲပေးလိုက်တဲ့လူတန်းစား2ရပ်ဟောအဲ့ဒီလူတန်းစား2ရပ်ဟာဘဝရဲ့အကျိုးပေးနဲ့အခုလိုကွဲလာဒီကွဲပြားခြားမှုဟာဘယ်သူမှဘာမှမတတ်နိုင်ဘူးအတိတ်ဘဝကလုပ်ခဲ့တဲ့ကံတွေရကိုယ်ဘဝအကျိုးပေးရအခုလိုဘဝကွဲပြားခြားနားမှု2ခုနဲ့ကြုံရရတာဟောကောင်းပြီအဲ့ဒါလိုကြုံရတဲ့အခါမှာဘယ်လမ်းကိုလျှောက်ကြတယ်လဲဒီလူ2ယောက်ဟာဘယ်လမ်းကိုလျှောက်ဆင်းရဲမွဲတေပြီးတော့ဒုက္ခရောက်နေတဲ့လူကဘယ်လမ်းကိုလျှောက်မိကောင်းဖခင်သာသမီဖြစ်ပြီးတော့နော်စီးတဲ့ဥစ္စာနဲ့ပြည့်စုံလို့ရုပ်ဆင်းအင်္ဂါပြည့်စုံတဲ့ပုဂ္ဂိုလ်ဘယ်လမ်းကိုလျှောက်ကိုရွေးချယ်တဲ့လမ်းကိုရွေးတဲ့လမ်းကိုကိုလျှောက်ကြတာကြီးပဲအဲ့တော့အဲ့ဒီလျှောက်တဲ့လမ်းပေါ်မှာအမိပြုတ်ပြီးတော့မြတ်စွာဘုရားကသူတို့ရဲ့ destination လို့ဆိုတဲ့ပန်းတိုင်ဘဝအဆုံးသတ်ရမယ့်နေရာတစ်ခုကိုညွှန်ပြထားတာရှိတယ်အဲ့ဒါကအရေးကြီးဆုံးပဲအခုကပြင်လို့မရဘူးအေးလူတော့ဖြစ်လာပြီဖြစ်လာပြီးတော့ဆင်းရဲမွဲတည်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုပါစို့အဲ့ဒီဒုက္ခရောက်နေတဲ့လူတယောက်ဖြစ်လာပြီးတဲ့အခါမှာ
သူဘယ်လမ်းကိုလျှောက်တယ်လဲလို့သူလျှောက်တာလမ်းနှစ်သွယ်ရှိတယ်ဟောအဲ့ဒီလိုလူမျိုးကလမ်းနှစ်မျိုးကိုလျှောက်တယ်ဒါလမ်းတစ်သွယ်ဆိုတာဘာလို့ဆိုခုနကမှားရင်းတဲ့လမ်းကြောင်းကိုသူလျှောက်တယ်ဆိုလိုတာကဘာလို့ဆိုကာယဒုစရိုက်တွေသူလုပ်တယ်ဝစီဒုစရိုက်တွေလုပ်တယ်မနောဒုစရိုက်တွေလုပ်တယ်အဲ့ဒါလို့လူကိုယ်တိုင်ကဆင်းရဲဒုက္ခရောက်ပြီးတော့ယောဂထူပြောတဲ့ဘဝဆင်းရဲတဲ့ဘဝရောက်နေတယ်လှုပ်တာကမကောင်းတဲ့အလုပ်တွေကြီးပဲလှုပ်တယ်သူများတဲ့တတ်မလားတတ်တယ်သူများဥစ္စာခိုးမလားခိုးတယ်ကြုံတယ်လို့လစ်မယ်ဆွဲမယ်ဟောကောင်းတဲ့အလုပ်ကိုမလုပ်ဘူးတဲ့ဒုစရိုက်အလုပ်တွေနဲ့ပဲအသက်မွေးတယ်ကြည့်ဘဝမှာအခုရလာတဲ့ဘဝကလည်းနှိမ့်ကြသေးတယ်နှိမ့်ကြစေတတ်တဲ့ဘဝတွေကိုလည်းပဲလုပ်နေတဲ့လုပ်ငန်းတွေကိုလည်းလုပ်နေတယ်ဆိုတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာအနှိမ့်ကနေအနှိမ့်ဆင်းသွားတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ပေါ့ဒါသူရွေးတဲ့လမ်းကအဲ့ဒီဘက်ကိုသွားရွေးလိုက်တာဟောအဲ့ဒီဘက်ကိုသွားရွေးလိုက်တယ်ဒုစရိုက်လုပ်ငန်းတွေလုပ်တယ်ကုသိုလ်ကောင်းမှုဆိုတာတစ်ခုမှမလုပ်ဘူးအဲ့တော့မြန်မာနိုင်ငံမှာလည်းပဲဆင်းရဲဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကတစ်ချိန်လုံးကအမျိုးဆက်ခွဲပြားပြီးတော့ထားတာစာအုပ်လေးတစ်အုပ်မှာဖတ်ရတယ်ပေါ့ခုနကအိန္ဒိယနိုင်ငံမှာခွဲခြားတာစန္ဒာလာတို့ဝေနာတို့နေသာဒတို့ပုဂ္ဂုတတို့ဆိုတဲ့ဒီအောက်တန်းကြတဲ့အမျိုးတွေကိုခွဲပြားမြန်မာနိုင်ငံမှာတော့တစ်ချိန်လုံးကခွဲခဲ့တဲ့အလုပ်တွေကအမျိုးတွေကဘာတွေတော့ဆိုချောင်းဖြူဆိုတဲ့အမျိုးရိုးကတစ်ခုရှိတယ်အဲ့ဒါဘာတော့ဆိုရင်သူတို့ချင်းခေါ်တဲ့ဟာပေါ့တရောင်းစားမျိုးနော်ဗမာပြည်မှာလည်းတရောင်းစားမျိုးရှိတယ်နောက်ပြီးတော့ဖျားကျွန်ကြောင်းကျွန်နောက်ပြီးတော့ကဲပါနောက်ပြီးတော့သူပရာစာဆိုပြီးတော့အဲ့လိုခွဲတာတွေရှိသေးတယ်နော်ဗမာပြည်မှာတစ်ချိန်လုံးကခေါ်ခဲ့တယ်အဲ့ဒါလို့ခေါ်ခဲ့တယ်အဲ့ဒီမှာချောင်းဖြူတို့ကဲပါတို့ဖျားကျွန်တို့ဆိုတာဖျားเจ้าကနေမှာကပ်ပြီးတော့တောင်းရန်စားတော့ပြီးတော့နေတဲ့ပုဂ္ဂိုလ်မျိုးတချို့ချမ်းသာတဲ့ပုဂ္ဂိုလ်တွေလည်းရှိနေတယ်အရက်ထဲမှာနေတယ်သူ့မျိုးရိုးကသရောင်းသားမျိုးရိုးဖြစ်သည့်အတွက်ကြောင့်3 နှစ်ကြာရင်တော့သူကတစ်ခါလောက်တောင်းရတယ်မတောင်းရင်လူတတ်တယ်ဆိုတာငယ်ငယ်တုန်းကကြားဘူးလေအဲ့ဒါပတ်သက်ရှိပြီပဲလို့တောင်းရတယ်တဲ့မတောင်းရင်လူတယ်ဒီအစွဲလန်းကလည်းရှိတယ်အဲ့တော့အကုသိုလ်ကံကဘလောက်ဆိုးတော့မတောင်းရင်လူမကြောက်တော့မတောင်းရင်ပဲနဲ့တောင်းနေရတယ်ဆိုတဲ့အဓိပ္ပာယ်ရတာပေါ့မတောင်းမဲ့နေကြည့်လူကြမှာလည်းလူမှာပေါ့တို့တော့လည်းအစင်လာယုံကြည်မှုကြောင့်သရောင်းသားဟာကောင်းသားပဲပြန်ဖြစ်နေရသူတို့ကတော့တိတိတသာအိမ်နေထွက်ပြီးတော့သရောင်းသားအဝဝပြီးတော့မတောင်းဘူးတဲ့ဘာလို့တော့ဆိုရင်ကိုအိမ်ကထမင်းညာလေးရှိရင်တော့ပေးစမ်းမအောင်ထမင်းမချက်အားသေးလို့ဘာလေးရှိရင်ပေးစမ်းမအောင်လို့အိမ်ချင်းချင်းတောင်းတဲ့အနေအထားမျိုးလေးနဲ့တောင်းတယ်လို့ဘယ်လိုဖတ်ရစာအုပ်တွေအဲ့တော့သူဝရသာဆိုတာတွေလည်းငယ်ငယ်တုန်းကမှီလိုက်တယ်ပေါ့မန္တလေးရဟိုင်းတုတ်တန်ထဲမှာဆိုသူဝရသာရှိတာတချို့သူဝရသာတွေကအလွန်ချမ်းသာတယ်ရွှေတွဲလဲငွေတွဲလဲညဆိုလို့ရှိရင်တော့သူကမြို့ထဲမှာဒီပြည့်လူတွေလုံးနေကြတော့ပင်းချိုင်းမှာပဲနေကြလာတဲ့ညအချိန်မတော်လာရောက်ပြီးတော့မြုပ်တဲ့အလောင်းတွေပါလေပို့ရင်သူတို့ကဒါမြုပ်နှံပေးတယ်ပတ်သက်ငွေကြေးရကြတယ်ဟောဒါဗမာပြည်မှာတစ်ချိန်တုန်းကအဲ့လိုအနေအထားမျိုးလေးတွေရှိတယ်ပေါ့နောက်ပိုင်းကျတော့တခါနိုင်ငံရေးအစိုးရတွေလက်ထက်တုန်းကဖဆဝလအစိုးရလက်ထက်တုန်းကတွေးလိုက်ဖူးတယ်အဲ့ဒီကဲပါတွေနဲ့ဝန်ကြီးတွေနဲ့ထမင်းတူတူစားလို့လူဒန်းစားပတ်ပြောက်သွားအောင်ကြိုးစားမှုတစ်ခုသတင်းစာတွေကဖတ်လိုက်ရတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ခမရဲ့ဒီကနေ့မြန်မာနိုင်ငံမှာဇက်ခွဲခြားတယ်ဆိုတဲ့အနေအထားတစ်ခုကမရှိလူချင်းတူတူပဲသို့တော့ဘဝကပေးတဲ့အခြေအနေကတော့မတူကြဘူးပေါ့ဘဝပေးတဲ့အခြေအနေကတော့မတူဘူးမျိုးရိုးအနေနဲ့ကတော့ရှိခြင်းရှိမယ်သို့တော့ဆင်းရဲတဲ့လူရှိတယ်ယောဂထူပြောတဲ့ပုဂ္ဂိုလ်ရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်ရှိတယ်ယောဂကင်းစင်ကျမ်းမာတဲ့ပုဂ္ဂိုလ်ရှိတယ်ကောင်းပြီဘယ်လိုမျိုးရိုးဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဟောကိုရွေးတဲ့လမ်းကဘာလဲလူဖြစ်လာပြီးတဲ့အခါဘာကိုရွေးတာလဲဆိုတာအဓိကကြအဲ့တော့မြတ်စွာဘုရားကပုဂ္ဂိုလ်၄မျိုးခွဲခြားပြီးတော့ဟောတဲ့အခါအခုလို့ဘဝမှာနှိမ့်ကြပြီးတော့ရုပ်ဆင်းအင်္ဂါကလည်းပဲရုပ်ပြည့်ဆင်းပြည့်ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာ
သူဘယ်လမ်းကိုရွေးလိုက်တယ်လဲလို့ဆိုရင်ဒုစရိုက်လမ်းကိုသွားရွေးတယ်ဒုစရိုက်လမ်းကိုလျှောက်တယ်ဘာလို့လဲဒုစရိုက်လမ်းဆိုတာအတွေးကလည်းပဲမှန်ကန်တဲ့အတွေးမရှိဘူးသူများပစ္စည်းကိုလည်းလိုချင်တယ်ဆိုတဲ့အဘိဓါတွေရှိတယ်သူများကိုတတ်လို့ဖြတ်လို့ညှင်းဆဲလို့တဲ့ဖြာပါဒဆိုတာတွေလည်းရှိတယ်ဟောစိတ်ထဲကအတွေးကိုကအကောင်းမတွေးလာဘူးတဲ့ဒါကမနောဒုစရိုက်ဒီဒုစရိုက်ကိုရွေးချက်တခါနှုတ်ကထုတ်ပြောတဲ့အခါမှာဘာပြောလဲမုဒ္ဒဝါဒလိန်ပြောတယ်ပိတုနာတယောက်နဲ့တယောက်မတက်အောင်ဂုံးတိုက်တယ်ဖရုဒဆဲတယ်ရေးတယ်ကျမ်းမ်းတဲ့စကားတွေပြောတယ်တမ္ပပလာပအကျိုးမရှိတဲ့စကားပြောတယ်ဟောဒုစရိုက်လမ်းကိုပဲစကားပြောတော့လည်းပဲဒီဒုစရိုက်လမ်းကိုပဲရွေးတယ်အလုံးလုံးတော့ရောအေးတတ်တယ်ဖြတ်တယ်တတ္တဝါလေးတတ်ချင်တတ်မယ်လူတတ်ချင်တတ်မယ်တတ်တယ်ဖြတ်တယ်သူများဥစ္စာကြုံသလိုခိုးတယ်လစ်တယ်ကာမိတုမိစ္ဆာစာရအချင်းချင်းအပေါင်းအသင်းထဲမှာလည်းပဲဒီကာမကိစ္စတွေနဲ့ပတ်သက်ပြီးတော့သစ္စာမရှိကြဘူးဆိုတော့ဟောဖြစ်တယ်အဲ့တော့သူရွေးတဲ့အလုပ်ကဒုစရိုက်လုပ်ငန်းကိုသူရွေးတာဒါဖြင့်ဒုစရိုက်ကိုရွေးတဲ့လမ်းကိုဒုစရိုက်လမ်းကြီးကိုရွေးလိုက်တဲ့အခါသေသည်ချားမဲ့မှာသူဘာဖြစ်ဒါဘုန်းကြီးတို့တွေကသေသည်ချားမဲ့မှာဘာဖြစ်မယ်ဆိုတာကိုကတော့မသိဘူးပေါ့ဟောမြတ်စွာဘုရားကသေသည်ချားမဲ့မှာဘာဖြစ်တယ်ဆိုတာဘုရားဟောထားတာကိုယုံကြည်သည့်အတွက်ကြောင့်ဘုန်းကြီးတို့တွေဒါကိုမှတ်သားထားရတာသေသည်ချားမဲ့၌ငရဲတရိစ္ဆာန်ပြိတ္တာအတုရကယ်လို့ခေါ်တယ်အပယ်လေးပုံကိုကြားသွားတယ်လို့ဒါမြတ်စွာဘုရားကဥပမာနဲ့ဟောထားတယ်ဆိုလို့ရှိရင်ဥပမာပဲတောင်ထိပ်ပေါ်ကနေတက်ကြည့်လမ်းကြောင်းကြီး9သွယ်မြင်ကြရအဲ့လမ်းကြောင်းကြီးတစ်ခုကဖုံးနေတာအောက်ကလူတွေကတော့အဲ့လမ်းမဲ့မြင်ရတယ်လမ်းရဲ့အဆုံးကိုမမြင်ရဘူးသို့တော့တောင်ထိပ်ပေါ်ကတက်ကြည့်တဲ့ပုဂ္ဂိုလ်ကလမ်းရဲ့အဆုံးကိုမြင်နေရတယ်အဲ့ဒီလမ်းကြောင်းကြီးကဖုံးနေတဲ့လမ်းကြောင်းကြီးကဖြောင်းဖြူးပြီးတော့ตายရတဲ့လမ်းကြီးကိုရှောက်သွားလိုက်တာဆုံးရင်ဘယ်ရောက်သွားတော့ဆိုမိကြီးတွင်ကြီးသွားတွေ့မိကြီးတွင်ကြီးတဲ့ကျသွားတယ်လမ်းအဲ့ဒီလမ်းဟာအပင်ငရဲသွားတဲ့လမ်းတောင်ထိပ်ပေါ်ကကြည့်တဲ့ပုဂ္ဂိုလ်ကအေးဒီလမ်းတိုင်းရှောက်ရင်တော့နောက်ဆုံးမှမိကြီးတွင်နဲ့ကျမှာပဲလို့သူကကြိုတင်ပြီးတော့ပြောနိုင်တယ်ဒီလမ်းကြီးအတိုင်းရှောက်လာလို့ရှိရင်ကြိုတင်ပြီးပြောနိုင်ဒီလမ်းတိုင်းသွားရင်တော့သေချာတယ်ဥပမာပဲခြေလမ်း1000ပြည့်လို့ဒီတွင်းကြီးရောက်မယ်ဆိုရင်ခြေလမ်း1000ပြည့်ရင်ဒီကောင်ဒီထဲကျတော့မှာပဲဆိုတာပြောတဲ့အတိုင်းလဲထင်တဲ့အတိုင်းမြင်တဲ့အတိုင်းလဲတကယ်ကိုဒုက္ခရောက်တယ်အဲ့ဒါမြတ်စွာဘုရားကမဟာတဏသင်္ခရတုတ်မှာဥပမာအနေနဲ့ဟောထားတာအပင်ငရဲဆိုတာနော်နိရိယဂတိဆိုရှောက်လိုက်ရင်အဲ့ဒီလိုလမ်းကြောင်းကြီးတွေသူကိုယ်တိုင်ကဒိဗ္ဗစကုညာနဲ့ကြည်တာနဲ့အကုန်မြင်ရတယ်ဒီလမ်းတိုင်သွားရင်ဒီစခန်းရောက်မှာပဲဆိုတာချွတ်တင်ပြောတာအေးဒါကြောင့်မို့လို့မြတ်စွာဘုရားကကိုရွေးတဲ့လမ်းဒုစရိုက်လမ်းကိုရွေးပြီးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာငရဲတရိစ္ဆာန်ပြိတ္တာအတုရကယ်ဆိုဒီလမ်းကိုရောက်ကိုရောက်မှာဒီလမ်းရဲ့အဆုံးမှာဒါပဲရှိဒီလမ်းကြောင်းပေါ်တက်လိုက်တာနဲ့ဒီပေါ်ရောက်သွားမှာပဲသိချသွားတယ်ဒီစခန်းကိုရောက်မှသိကြတယ်ဟောဒီလိုဆိုလို့ကဲကောင်းပြီလူဘဝရလာလို့မပြည့်မစုံတဲ့လူဘဝရောက်ပြီမဲ့လို့သူဟာစိတ်ကောင်းနှလုံးမွေးပြီးတော့သူလမ်းရွေးတဲ့အခါမှာသူစရိုက်လမ်းကြောင်းကိုရွေးလိုက်တယ်အေးတွေးတဲ့အခါမှာလည်းပဲကောင်းတာပဲတွေးတယ်မှန်ကန်တဲ့အမြင်ရှိတယ်အေးကုသိုလ်လုပ်ရင်ကုသိုလ်ရတယ်အကုသိုလ်လုပ်ရင်အကုသိုလ်ဖြစ်တယ်ဆိုတဲ့အမြင်ကလေးရှိတယ်သူများပစ္စည်းကိုမတရားလိုချင်တဲ့လောဘမရှိဘူးသူတစ်ပါးကိုတတ်လို့ဖြတ်လို့တဲ့စိတ်တွေမရှိဘူးဆိုတော့ဟောမနောတုစရိုက်ဆိုတဲ့သူလမ်းကြောင်းရွေးတယ်နောက်ပြီးတော့သူလိမ်မပြောဘူးမှန်တာပဲပြောတယ်ခုံးမတိုက်ဘူးတဦးနဲ့တဦးတက်အောင်ပဲသူပြောတတ်တယ်ကျမ်းနဲ့စကားကိုမပြောဘူးယဉ်ကျေးသိမ်မွေ့တဲ့စကားကိုပဲပြောတယ်အကျိုးမရှိတဲ့စကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားကိုမပြောတယ်ဆိုဟောနှုတ်ဘက်ကလည်းသူစရိုက်လမ်းကိုရွေးတယ်ကိုမှုနဲ့ကြည့်လိုက်တဲ့အခါမှာလည်းပဲသူများအသက်တတ်ခြင်းကရှောင်းနေအကျဉ်းနာတရားတွေထားတယ်လိမ့်မပြောကျဉ်းနာတရားတွေထားတယ်သူ့ဥစ္စာကိုမခိုးဘူးစင်စင်ကြဲကြဲနေတယ်ရိုးသားတယ်သူတစ်ပါးသားမယားမပြစ်မှားဘူးတစ္ဆာရှိရှိနေတယ်ဆိုဟော
သူရွေးတဲ့လမ်းဟာတကယ်သူစိုက်လမ်းကိုရွေးလိုက်လူအခြေအနေကမကောင်းပေမဲ့လို့ရွေးချယ်တဲ့လမ်းကကောင်းသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာတေသည်ချမ်းမဲ့မှာဖယ်ရောက်သွားတော့လို့ဆိုတော့နတ်ပြည်လူပြည်နတ်ပြည်ဆိုတဲ့ကောင်းတဲ့ဘုံဘဝတွေရောက်တော့ဘာဖြစ်လို့ကိုရွေးတဲ့လမ်းကမှန်ကန်တဲ့လမ်းကိုရွေးတာဟုတ်မှန်ကန်တဲ့လမ်းကိုရွေးတာအဲ့ဒါကိုမြတ်စွာဘုရားကဒီတုတ်တံမှာဘယ်လိုဟောထားတော့ဆိုခုနကနံပါတ်1အောက်တန်းကျတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့မကောင်းတဲ့ဒုစရိုက်လမ်းကိုလမ်းရွေးပြီးတော့ရှောက်သွားပြီဆိုတဲ့ပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားကဘယ်လိုသုံးလို့ဆိုရင်အမောင်ထဲကလာပြီးတော့အမောင်ထဲပြန်တဲ့လူပဲလို့ဒီလိုသတ်မှတ်တာပေါ့အမောင်ထဲကလာပြီးတော့အမောင်ထဲကိုသွားတာသို့မဟုတ်အနှိမ့်ကလာပြီးတော့အနှိမ့်ကိုပို့ပြီးတော့နှိမ့်တဲ့ဘက်ကိုဆင်းသွားတယ်ဒီလိုဆိုလူတယောက်ဟာဘဝမှာအမှန်တမ်းနှိမ့်ချနေရတဲ့အထက်မှာအလုတ်ကိုနှိမ့်ချတဲ့အလုတ်ကိုလုပ်ရင်ပို့ပြီးတော့နှိမ့်ချသွားတယ်ကဲစဉ်းစားကြည့်လေလူ2ယောက်ရှိတယ်တယောက်ကတွင်းတူးတယ်နော်တွင်းကြီးတူးတယ်တယောက်ကပယံလုတ်ပြီးတော့တတိုင်းဆင့်တယ်ပေါ့ကဲတွင်းတူးတဲ့လူဟာတွင်းနဲ့လေအောက်မဆင်းရဘူးလားအေးတွင်းတူးတဲ့လူဟာအောက်တစ်ပြေးပြေးနှိမ့်သွားတာပဲတတိုင်းဆင့်တဲ့လူကတော့ဟောတတိုင်းမြင့်သွားရင် तू မမီသည့်အတွက်ကြောင့်ညမ်းမဆင်ရဘူးလားညမ်းဆင်ရတော့ तू ကမြင့်မသွားဘူးလားတိုက်တယ်တဲ့လူတွေကြည့်လေအောက်ကနေပထမတိုက်ဖောင်ဒေးရှင်းချတော့ကတော့မြေကြီးပေါ်ရပ်ပြီးလုံးလို့ရတယ်အတော်လေးမြင့်လာတဲ့အခါကျတော့ညမ်းဆင်ပြီအပေါ့ဟောမြင့်မသွားဘူးလားမြင့်သွားတာဒါကြောင့်မို့နီတိကျမ်းတွေကပြောတာတွင်းတူးတဲ့လူကတော့နှိမ့်ကျသွားတတ်တယ်တဲ့တွင်းနဲ့လေလူနှိမ့်လေပဲတဲ့ဟောတတိုင်းစီတဲ့လူကတော့တတိုင်းမြင့်လေသူကအထက်တန်းကြတယ်ဒါကဥပမာအနေနဲ့ပြောတာအဲ့တော့ခုနကနံပါတ်1လူမျိုးဟာဘဝမှာနှိမ့်ကျရတဲ့ဘဝဖြစ်ပါရဲ့တန်းနဲ့လှုပ်လိုက်တဲ့ရွေးလိုက်တဲ့လမ်းကလည်းပဲနှိမ့်ကျတဲ့လမ်းကိုရွေးသည့်အတွက်ကြောင့်သူကနှိမ့်ရာကနေရန်ကိုဆင်းသွားတဲ့လူနဲ့တူတယ်အောက်တန်းကျတာဒါဘယ်သူရွေးတာကိုရွေးတာကိုရွေးတယ်အဲ့တော့ဘုန်းကြီးတို့တွေကိုဘဝပစ္စုပန်အနေထားဘယ်လိုပဲရှိရွေးတဲ့လမ်းကနှိမ့်ကျသွားတဲ့လမ်းကိုမရွေးတဲ့ဘူးဆိုတာကိုဒါသိဖို့လိုတာပေါ့ဟောနောက်တစ်ခုဘဝတော့နှိမ့်ကျပါရဲ့ဒါပေမဲ့ရွေးတဲ့လမ်းကသူ့စရိုက်လမ်းကိုရွေးလိုက်တယ်ရွေးလိုက်သည့်အတွက်ကြောင့်နောက်ဘဝရောက်တဲ့အခါမှာနတ်ပြည်ဖြစ်သွားရသော်ဘုရားလက်ထက်တုန်းကဒီတုပ္ပဗုဒ္ဓဆိုတဲ့လူနာယောဂဆွဲနေတဲ့ပုဂ္ဂိုလ်ကြီးတယောက်ရှိတယ်အမှန်တမ်းသနာစရာကောင်းတယ်ညဆိုရင်သူ့ရဲ့ညီးတန်တွေကြောင့်လူတွေကမအိပ်ကြအောင်ဒါမို့သူ့ကိုတုပ္ပဗုဒ္ဓလို့နာမည်ပေးထားလူတကာကိုနိုးနေအောင်လုပ်သည့်အတွက်ကြောင့်ဒုက္ခတွေရောက်ပြီးတော့သူကညီးတွားတဲ့သူ့အတန်ကိုကြားကြနေရတော့အဲ့ဒီလူတွေဟာညတကောင်ဆိုအိပ်မပြောကြရတဲ့အနေထားမျိုးရှိတယ်အဲ့ဒီပုဂ္ဂိုလ်ဟာနော်ဒီလိုဘဝမှာအလွန်နှိမ့်ချပေမဲ့လို့မြတ်စွာဘုရားဟောတဲ့တရားတော်ကိုနာပြီးတော့သူ့မှာတတ္ထာတွေသီလတွေသုဒ္ဓတွေစာကတွေပညာတွေလို့ဆိုရင်ဒီအည်အသွေးတွေသူရသွားတယ်ရသွားသည့်အတွက်ကြောင့်ဒီဘဝကလည်းသေရောတာဝရိန္ဒနတ်ပြည်မှာနာသာသွားဖြစ်တယ်သူကဟောနှိမ့်ကြတဲ့နေရာကနေမြင့်တက်သွားတာလေသူရွေးတဲ့လမ်းပဲဒါလားသူကကောင်းတဲ့လမ်းကိုရွေးလိုက်သည့်အတွက်ကြောင့်အကောင်းဘက်ကိုရောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုနတော့ကလူတကာယွန်းရှာစရာကောင်းတဲ့ယောဂသေးကြီးအခုကြတော့ဟောအလုံးကနေမော့ကြည့်ရတယ်အမတန်ချောမောလှပပြီးတော့နတ်စည်းစိမ်ခံစားနေရတဲ့နတ်သားဆိုအများကြီးကွာခြားသွားတာပေါ့နော်အဲ့ဒီလူစည်းစိမ်နဲ့နတ်စည်းစိမ်ကိုစာပေကျမ်းကမှာဘယ်လိုပြောထားတယ်ဆိုရင်လူဘဝကတေပြီးနတ်ဘဝရောက်သွားလို့ရှိရင်စာထဲမှာရေးထားတာမြေအိုးကိုခွဲပြီးတော့ရွှေအိုးကိုယူရတာနဲ့တူတူပဲတဲ့ဒါပေမဲ့လေကိုမြေအိုးလေးကိုဘယ်သူမှမခွဲချင်ဘူးခွဲချင်လားမခွဲချင်ဘူးနော်နောက်ကရတာရွှေအိုးဆိုပေမဲ့လို့မြေအိုးတော့ဘယ်သူမှခွဲပြီးတော့ရွှေအိုးယူသွားမှာတော့မဟုတ်သေးဘူးနော်အေးဘဝဆိုတာတွေ့တာမှုလေးတွေကတော့ရှိတာပေါ့ကောင်းပြီသူရွေးတဲ့လမ်းကြည့်ဘလောက်နှိမ့်ကြတဲ့ဘဝပဲဖြစ်ဖြစ်မကောင်းတာတွေကိုမကောင်းတဲ့လမ်းကိုရွေးချယ်မိရင်ပို့ပြီးတော့နှိမ့်ရံကနေနှိမ့်ဆင်းသွားတယ်
ဒါကိုမြတ်စွာဘုရားကအမှောင်ထဲကနေအမှောင်ထဲသွားတာဘာဖြစ်လို့လဲဆိုတော့အောက်တန်းကြတဲ့ဘဝဆိုတာဘယ်သူမှသူ့ကိုအတိမမပြုလို့အမှောင်ထဲနေရတဲ့လူနဲ့မတူဘူးလားအေးအမှောင်ထဲနေတဲ့လူကိုဘယ်သူမှမမြင်ဘူးလေအဲ့သူ့ဘဝဟာလည်းပဲနှိမ့်ချလောအာကြီးသည့်အတွက်ကြောင့်ဘယ်သူမှအဖက်မလို့အတိမပြုသည့်အတိအမှတ်မပြုသည့်အတွက်ကြောင့်သူကအမှောင်ထဲကလူပဲအဲ့တော့အမှောင်ထဲကလူကအမှောင်ထဲကိုသွားတာဒီအဓိပ္ပာယ်ကိုဆိုလိုတာပေါ့အေးကောင်းပြီအမှောင်ထဲကလူကနေပြီးတော့ကောင်းတဲ့အလုပ်တွေကိုလုပ်လိုက်တဲ့အခါကျတော့သူစရိုက်လုပ်ငန်းတွေကိုရွေးပြီးတော့လုပ်သည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ကတော့အမှောင်ထဲကနေပြီးတော့အလင်းဘက်ကိုသွားတာနဲ့အတူတူပဲအနှိမ့်ကနေအမြင့်ကိုတက်သွားတဲ့ပုဂ္ဂိုလ်အဲ့တော့မြင့်တဲ့လမ်းဆိုတာဘာလဲဆိုရင်သူစရိုက်လမ်းဒီသူစရိုက်လမ်းကိုဘယ်သူရွေးတာကိုရွေးတဲ့လမ်းပဲပေါ့ဒီလိုဆိုလိုတာเนาะဒါကဘဝမှာအောက်တန်းကျတဲ့ယောဂါတွေဖြည့်ဆည်းပြီးတော့စာဝတ်နေမပြည့်စုံတဲ့ဆင်းရဲတာရှုထောက်ကြည့်ပြီးတော့ရွေးချယ်တာကိုပြောပြကဲနောက်တစ်ခုလူဘဝမှာဟုတ်လားချမ်းချမ်းသာသာနဲ့ဘဝမှာကိုယ်အင်္ဂါပြည့်ပြည့်စုံစုံနဲ့စားနိုင်တောက်နိုင်မကြောင်းမကြအသိဉာဏ်ရှိရှိနဲ့ယက်စီနာနာတရားကိုယ်အင်္ဂါနဲ့ပြည့်ပြည့်စုံစုံနဲ့ရုပ်ရည်တန်တန်ပြတ်ပြတ်နဲ့လူဘဝရတဲ့လူတွေရောမရှိဘူးလားအေးအဲ့ဒီလူတွေကရောသူတို့ရွေးတဲ့လမ်းတွေကိုကြည့်အဲ့ဒါလို့လူကြည့်လိုက်တော့လူရည်တန်ကလေးပဲဒါပဲမဲ့လို့ဆိုးလိုက်တာအရက်ကမိုးမလဲဘူးတဲ့မရှိဘူးလားအဲ့ဒါအကစားတွေလုပ်တယ်တဲ့မိဘသားကောင်းမိဘတွေကမိကောင်းဖခင်သားသမီးဖြစ်ပေမဲ့လို့မိဘဆုံးမတာကိုနားမထောင်ဘူးအကစားဖက်တယ်အတော်စားတွေနဲ့ဒုစရိုက်သမားတွေနဲ့ရောနှောပြီးတော့တေးလေပြီးလုံနေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားပြောလို့ဆုံးမလို့မရတဲ့အနေအထားမျိုးရောက်ပြီးတော့လူဆိုးတွေနဲ့ပေါင်းပြီးတော့သိုးသွမ်းနေတဲ့ပုဂ္ဂိုလ်မျိုးဟာနော်အခြေအနေကောင်းတစ်ခုကနေပြီးတော့သူရွေးလိုက်တဲ့လမ်းကဒုစရိုက်လမ်းကြီးကိုရွေးလိုက်တာဖြစ်တော့ကြောင့်ပေသွားတဲ့အခါကျတော့သူကခုနအပင်ငယ်ကျသွားတယ်ဟောအဲ့ဒီပုဂ္ဂိုလ်ကြတော့ဘာလို့ပြောတော့ဆိုရင်ကြည့်အမြင့်ကနေအနှိမ့်ကိုဆင်းသွားတွင်းတူးတဲ့လူနဲ့တူတူပဲသူကမြင့်နေတဲ့အနေထားကနေအနှိမ့်ကိုဆင်းသွားတာရသော်ဘုရားကတော့ဘယ်လိုပြောတော့ဆိုဟေးအလင်းထဲကနေအမှောင်ထဲဝင်သွားတဲ့လူတဲ့ဒီလူကဟုတ်ကဲ့လားငါကတော့သူမိကောင်းဖခင်သားသမီးနော်စားနိုင်တောင်းနိုင်ပြည့်ပြည့်စုံစုံရုပ်ဆင်းအင်္ဂါချောမောလှပရဲ့တန်နဲ့ဒီလိုအလင်းရောင်ထဲမှာရှိနေရဲ့တန်နဲ့လှုပ်လိုက်တဲ့အလုပ်တွေကမှောင်တဲ့အလုပ်တွေကိုလုပ်တယ်ဒါကြောင့်မို့လို့အလင်းထဲကနေအမှောင်ထဲရောက်သွားတဲ့လူတဲ့အဲ့ဒီပုဂ္ဂိုလ်နောက်ကဒီတဲ့အောက်တန်းကြတဲ့ဘဝတစ်ခုကိုရောက်တာဒီလမ်းကိုလည်းဘယ်သူရွေးတာလဲဆိုသူရွေးတာပဲပေါ့ကဲနောက်တစ်ယောက်ကအဲ့ဒါလိုမျိုးဇာတိမှာမျိုးဇာတိဟာလူအင်္ဂါတွေမှာလူအများကလက်ခံလေးစားရတဲ့မျိုးဇာတိမှာဖြစ်ပြီးကျမ်းမာတန်ဆွမ်းလို့စီးစိမ်ဥစ္စာနဲ့လည်းပြည့်ပြည့်စုံစုံနဲ့အဲ့ဒါလိုဘဝမျိုးကိုရရှိထားတဲ့လူတယောက်ဟာသူကဘာရွေးတော့ဆိုကောင်းတဲ့ဘဝရောက်လာတော့ကောင်းတဲ့အလုပ်တွေလုံးမပဲလို့ဆိုပြီးတော့ဟောသူစရိုက်လုပ်ငန်းကိုသူရွေးတယ်သူစရိုက်လုပ်ငန်းကိုလုပ်ရွေးတယ်အတွေးကလည်းပဲကုသိုလ်လုပ်ရင်ကုသိုလ်ရမယ်အကုသိုလ်လုပ်ရင်အကုသိုလ်ဖြစ်မယ်ငါကောင်းတာလုံးဝကောင်းတာဖြစ်မယ်ဆိုတဲ့မှန်ကန်တဲ့အမြင်တစ်ခုရှိတယ်ရှိုံနဲ့မကဘူးသူများပစ္စည်းကိုမတရားလိုချင်တဲ့လောဘသူတစ်ပါးကိုအလိုမုန်းတိနေတဲ့ဒေါသမျိုးတွေသူ့မှာကင်းစင်တယ်ဒါတွေမကဘူးပြောတဲ့အခါမှာလည်းလိန်ပြောတာမရှိဘူးမှန်တာပဲပြောတယ်တူနဲ့တူမတက်အောင်မလုပ်ဘူးတက်အောင်ညီညွတ်အောင်ပဲလုပ်ပေးတယ်ဟောနောက်တစ်ခုကျမ်းတဲ့စကားမပြောဘူးဘယ်တော့ဖြစ်ဖြစ်သူကတိမ်တိမ်မွေးမွေးရှင်ကျေးတဲ့စကားမျိုးပြောတယ်အကျိုးရှိတဲ့စကားတွေကိုပြောတယ်လို့ဆိုဟောကောင်းတဲ့လမ်းကြောင်းဘက်ကိုသူကလျှောက်ကာယကံမှုပြုလုပ်တဲ့အခါမှာလည်းပဲသူကဘယ်တော့မှသူများအသက်ကိုရဲဆက်ဆက်တတ်တာမျိုးမလုပ်ဘူးတဲ့သူများဥစ္စာဆိုလို့ရှိရင်ရှောင်တယ်ဘယ်တော့မှမတရားယူလို့တဲ့စိတ်မရှိဘူးသူများပစ္စည်းနဲ့ပတ်သက်ပြီးတော့မတရားယူလို့တဲ့စိတ်ဘယ်တော့မှမရှိဘူးသူတစ်ပါးသားမယားနဲ့ပတ်သက်ပြီးတော့လည်းပဲသစ္စာရှိတယ်ပေါ့ဟောအဲ့ဒီလိုကောင်းမြတ်တဲ့သူဆိုင်လမ်းကြောင်းကိုရွေးချယ်ပြီးတော့သွားတဲ့ပုဂ္ဂိုလ်ကြတာအခုရရှိထားတဲ့ဘဝအနေထားကလည်းပဲထင်သာမြင်သာပြီးတော့လူထဲမှာတင့်တယ်တဲ့ဘဝအလင်းရောင်တွေကဘဝရထား
လုံးနေတဲ့အလုပ်တွေကလည်းပဲလူချင်းမွမ်းပွဲတင့်တယ်တဲ့အလုပ်တွေကိုလုပ်တယ်ရောက်သွားတဲ့ဘဝကြတော့လည်းပဲလူပြည်နတ်ပြည်ကောင်းမြတ်တဲ့ဘဝရောက်တော့အမြင့်ကနေအမြင့်မဲ့တက်သွားတဲ့ပုဂ္ဂိုလ်မျိုးအလင်းကနေပြီးတော့အလင်းနဲ့ပဲသွားတဲ့ပုဂ္ဂိုလ်မျိုးလို့မြတ်စွာဘုရားကကောသလမင်းကြီးကိုပုဂ္ဂိုလ်၄မျိုးအနေနဲ့ခွဲပြီးတော့ဟောတာဘုန်းကြီးတို့တွေကဆင်ញင်သုံးသပ်ပြီးတော့ကြည့်ရတယ်ဟောလူဒန်းစား2ရပ်ရှိတယ်ဆင်းရဲမွဲတေပြီးအောက်တန်းကျတဲ့လူဒန်းစားကနေပြီးတော့မကောင်းတဲ့လမ်းကိုရွေးတာရှိတယ်ကောင်းတဲ့လမ်းကိုရွေးတာရှိတယ်အေးမှန်ကန်တဲ့မျိုးရိုးမိဘကောင်းပါရဲ့တန်းနဲ့ပစ္စည်းဥစ္စာတွေနဲ့ပြည့်စုံရဲ့တန်းနဲ့ဆင်းဒီကျမ်းမာတဲ့ရုပ်ရည်တင့်တယ်တဲ့အမျိုးရိုးဖြစ်ပါရဲ့တန်းနဲ့ဒုစရိုက်တွေလုပ်တဲ့ပုဂ္ဂိုလ်အဲ့လိုဘဝမျိုးကကောင်းတဲ့အလုပ်တွေကိုလုပ်တဲ့ပုဂ္ဂိုလ်လို့ဟောဒီလို2မျိုးခွဲလိုက်တော့အလုံးဟာပုဂ္ဂိုလ်က4မျိုးဖြစ်သွားတယ်ပေါ့အဲ့ဒီ4မျိုးဖြစ်ရတာဟာဘာလို့တာတော့ပုဂ္ဂိုလ်2မျိုးက4မျိုးကွဲသွားတာဟာကိုရွေးချယ်တဲ့လမ်းတွေကိုကိုလျှောက်ကြတာပဲလို့ဒီလိုမှတ်ရမှာပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာဒီဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ဒါအခြေခံအားဖြင့်ကိုရွေးချယ်လိုက်ကြတယ်အလင်းကနေအလင်းကိုရွေးတယ်ဆိုဒီတဲ့ရွေးချယ်တရားရှိသေးလားလို့ဆိုရှိသေးတယ်။ဘာတွေရွေးရခုမြတ်စွာဘုရားသာသနာတော်နဲ့ဂျုံတွေ့လာတဲ့အခါတာမန်သုစရိုက်လုပ်ငန်းလေးတွေလုပ်ပြီးတော့အဆင့်မြင့်တာတဲ့ကြည့်ဘုရားလောင်းနေကြတော့ပါရမီတွေဖြည့်လာရှင်သာရိပုတ္တရာမထေရမြတ်တို့ကြတော့ဧကတာဝကစုပန်ပြီးတော့ပါရမီတွေဖြည့်လာတယ်နောက်တစ်ခါမဟာတာဝကတွေကလည်းကဘာတသိန်းပါရမီဖြည့်ပြီးတော့စုပန်လာကြတယ်သောရမြတ်စွာဘုရားရဲ့သာသနာတော်မှာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရှင်မကတ္တဗတို့ရှင်အနန္ဒာတို့ဆိုမထင်ရှားပဲဘူးလားမထင်ရှားရှင်အမတန်မှထင်ရှားအလင်းနဲ့ကနေအလင်းလာတာအဆင့်ကလည်းတဖြည်းဖြည်းမြင့်လာတဲ့ပုဂ္ဂိုလ်တွေပေါ့နော်အဲ့တော့ဒီလမ်းတွေကိုဘယ်သူရွေးတာတုံးလို့ဆိုလို့ရှိရင်ကိုရွေးတာပဲပေါ့ကိုရွေးတဲ့လမ်းကိုကိုလျှောက်တာကြည့်မြတ်စွာဘုရားလက်ထက်တုန်းကသောဏဆိုတဲ့တထေသားလေးတယောက်ရှိတယ်အမတန်မှချမ်းသာတယ်သူကသိချမ်းသာတယ်သူကလည်းပဲအမတန်မှနူးညံ့တိမ်မွေးတယ်အဲ့ဒီလူကဘာဆိုဘာလုံးမမလုံးရဘူးအယူအယအပြုစုတွေနဲ့သူကနေတာချမ်းသာပြီဆိုလို့ရှိရင်တကယ်ကိုခြေမွေးမီးမလောင်လက်မွေးမီးမလောင်နေရတဲ့အဆင့်တန်းမျိုးနော်အလုံးအထိန်အရာတွေနဲ့နေတာဘယ်လောက်ထိအောင်သူကလည်းပဲတိမ်မွေးပြီးနူးညံ့တယ်ဆိုခြေဘွားတောင်မှအမွှေးပေါက်တယ်အဲ့ဒီသူ့ခြေဘွားအမွှေးပေါက်တဲ့ဆိုအမတန်မှထူးဆန်းလို့သူတို့နယ်ကိုအုပ်စိုးတဲ့ဗေမိတာရမင်းကြီးကတော့မှခြေဘွားအမွှေးပေါက်တာမမြင်ဘူးလို့သူ့ကိုခေါ်ကြည့်ရအဲ့ဒါလောက်ထိအောင်ဒီလူကထူးထူးဆန်းဆန်းရှိတယ်တထေသာသောဏမြတ်စွာဘုရားကတရားဟောလိုက်တဲ့အခါဘုရားတရားကိုနာပြီးတော့သူကိုယ်တိုင်ရွေးချယ်လိုက်တဲ့လမ်းဘယ်လမ်းလဲဆိုစဉ်းစားကြည့်သူ့ဘဝမှာအမှန်တမ်းပြည့်စုံမြတ်စွာဘုရားတရားကိုသူသွားနာတာလဲသူနာခြင်းလို့နာတာမဟုတ်ဘူးဗေမိတာရမင်းကြီးကသူတို့ကိုဆင့်ခေါ်လိုက်တာသောဏနဲ့သူအဲ့ဒီနယ်ကတထေသားတွေအားလုံးကိုဆင့်ခေါ်လိုက်ပြီးတဲ့အခါအဓိကကတော့ဒီသောဏရဲ့ခြေဘဝမှာအမွှေးပေါက်တယ်ဆိုတာကြည့်ချင်တယ်အဲ့ဒါလည်းပါအဲ့တော့သူကြည့်ကျင်တာကိုဘုရင်ကြီးမြင်လို့ရအောင်ဆိုပြီးသူ့အဖေကအကြံပေးလိုက်တာငါသားတဲ့မင်းဘုရင်ဘက်ကိုခြေတော်ကြီးဆင်းပြီးတော့မထိုင်နဲ့တဲ့ဘုရင်ကြီးကမင်းခေါ်တာငါသိတယ်တဲ့မင်းခြေတော်အမွှေးပေါက်တယ်ဆိုတာသူသတင်းကြားလို့သူကထူးထူးဆန်းဆန်းမှုကြည့်ကျင်လို့မင်းခေါ်တာဒီပြင်အကြောင်းမပါဘူးသို့တော့ဘုရင်ဆိုတာမျိုးကဟန်ဆောင်တယ်လေဒီလူတွေကိုဆင့်ခေါ်ပြီးတော့သူကဆုံးမစကားပြောတာပဲဆုံးမစကားပြောရင်းနဲ့ဘုရင်ကသူ့ခြေတော်မှာအမွှေးပေါက်တယ်ဆိုတာကိုကြည့်တယ်ဘယ်တော့မှဘုရင်ကသောဏငါနာလာသာမင်းချီဘွားလှမ်းစမ်းငါကြည့်ကျင်တဲ့အမွှေးဘယ်တော့မှမပြောဘူးဘုရင်ဆိုတဲ့လူမျိုးကဟုတ်ကဲ့လားသို့တော့ဒီလူကနားလဲသူ့အဖေကမှားလိုက်တယ်မင်းကိုခေါ်တာဟာတခြားကြောင်းမဟုတ်ဘူးဒါပါတယ်အဲ့ဒါကြောင့်ငါသားဘုရင်ရှေ့ရောက်တဲ့အခါဘုရင်ကိုအယိုသေးပြုပြီးတော့ခြေဘွားခေါ်ပြီးတော့တင်မြင်ခွေးထိုင်လိုက်ဘုရင်ကသူတွေ့ကျင်တာတွေ့သွားလိုက်မယ်လို့ကြံပေးလိုက်တယ်အဲ့ဒါနဲ့ဘုရင်စီရောက်တဲ့အခါကျတော့ဘုရင်ကို respect လုပ်ပြီးတော့တ
အယုတ်သေးပေးပြီးတော့သူခြေပွားကိုခေါ်ပြီးတော့ထိုင်တော့ဘုရင်ကအင်းဟုတ်သားပဲဒီကောင်ခြေပွားအမွှေးတွေနဲ့ပဲဆိုတော့သိတယ်ပြီးတဲ့အခါကျတော့ဘုရင်ကြီးကဆုံးမတယ်မင်းတို့အလုပ်ကြိုးစားကြဖို့နော်တိုင်းပြည်ရဲ့အခွန်ပတ္တာတွေမှန်မှန်ကန်ကန်ပေးကြဖို့စသဖြင့်ပေါ့လေလောကီရေးရကိစ္စတွေဘုရင်ကြီးကဆုံးမဩဝါဒပေးပြီးတော့ဗာပြောလိုက်တယ်ငါတော့မင်းတို့လောကီကိစ္စတွေနဲ့ပတ်သက်ပြီးဆုံးမပြီးပြီတဲ့ဘုရားကျောင်းတော်ကိုသွားလိုက်ကြအောင်ဝေလုံးကျောင်းတော်မှာဘုရားမဝေးဘူးဒီနားမှာရှိအဲ့တော့မင်းတို့ဘုရားစီသွားဘုရားကမင်းတို့တမလွန်လောကကိစ္စနဲ့ပတ်သက်ပြီးတရားဓမ္မနဲ့ပတ်သက်ပြီးမင်းတို့ဆုံးမလိုက်မယ်ဘုရားစီသွားကြအောင်ငါတော့လောကီကိစ္စတွေဆုံးမပြီးပြီဘုရားကလောကုတ္တရာကိစ္စတွေဆုံးမလိုက်မယ်လို့ဆိုလွတ်လိုက်တာဘုရင်ကလွတ်လိုက်လို့သူတို့ဘုရားဘူးသွားကြတယ်ဟောဘုရားစီရောက်တဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒီပရိသတ်တို့ဆုံးမဩဝါဒပေးတာတရားဟောတာဘုရားဟောလိုက်တဲ့တရားကိုနားလဲရတဲ့အခါကျတော့ကျန်တဲ့ပုဂ္ဂိုလ်တွေဘာဖြစ်တယ်ဆိုတာတော့မသိဘူးအဲ့ထက်မဲ့ဒီတထေးသားကဘုရားတရားနာရင်နဲ့သူဘာအတွေးတွေပေါက်လာလဲဓာတ်လောက်မြင့်မြတ်တဲ့အကျင့်တစ်ခုကိုကျင့်တာငါအိမ်မှာနေလို့ဘယ်လိုလုံးမှမကျင့်နိုင်ဘူးဒီအကျင့်တွေကိုကျင့်ပြီးတော့ဇန်တရားတွေမတရားတွေဖို့တရားတွေကိလေသာအသောကုန်နဲ့ယန္တာဘဝဆိုတဲ့ဒီအဆင့်နဲ့နိဗ္ဗာန်ချမ်းသာကိုငါရအောင်လုပ်ချင်တယ်ဆိုပြီးတော့သူအဲ့ဒီလမ်းကြောင်းကိုရွေးလိုက်တာလေအဲ့တော့ရွေးလိုက်ပြီးတော့တရားပွဲလဲပြီးတော့ဘုရားစီကိုသင်္ကန်းဝတ်ဖို့လျှောက်တော့မြတ်စွာဘုရားကမိဘစီခွင့်တောင်းခိုင်းလိုက်တယ်မိဘတွေကခွင့်မပေးချင်ဘူးမပေးချင်ပေမဲ့လို့သူကသာသနာပေါင်းနောက်ဆုံးကြတော့လိုက်လျောရတော့သာသနာပေါင်းသူဝင်သွားတယ်ဒါသူရွေးတဲ့လမ်းနော်ကိုယ်တိုင်ရွေးတဲ့လမ်းပဲရွေးပြီးတော့မြတ်စွာဘုရားစီတရားတောင်းပြီးသူကြိုးစားအထုတ်တယ်သူဘုရားဟောထားတဲ့အဆင့်တွေကိုဇန်တရားတို့မက်တရားတို့ဆိုတာသိရခြင်းတယ်ရခြင်းဒီအတွက်ကြောင့်မြတ်စွာဘုရားညွှန်ပြတဲ့လမ်းကြောင်းအတိုင်းသူကြိုးစားအထုတ်တယ်ဘယ်လောက်ထိအောင်အားထုတ်တုံးလို့ဆိုတဲ့အခါအဲ့ဒီခေတ်တုန်းကရဟန်းတော်တွေကဖဏစည်းတာမရှိသေးဘူးဖဏစည်းတယ်ဆိုတာမရှိဘူးခြေပွားတုံးလုံးနဲ့နေကြအဲ့ဒီချိန်မှာသူကအိမ်မှာနေတုန်းကကော်စောပေါ်ရင်လမ်းလျှောက်တဲ့လူလေအခုသာသနာပေါင်းရောက်လာတဲ့အခါမြေကြီးပေါ်မှာလမ်းလျှောက်တဲ့အခါအမွှေးတွေကလည်းကျွတ်ကုန်နောက်ဆုံးကြတော့သူ့ခြေပေါ်အနုနုလေးကလမ်းလျှောက်ပါများတဲ့အခါကျအရေးတွေစုပ်ပြီးတော့အဖူးတွေထပြီးနောက်ဆုံးမှခြေပွားကသွေးတွေထွက်လာတယ်အဲ့လောက်ထိအောင်သူကလည်းကြိုးစားအထုတ်တယ်လမ်းလျှောက်တယ်ဘုရားဟောတဲ့အတိုင်းကြိုးစားတယ်နောက်ဆုံးမှခြေပွားနဲ့လမ်းမလျှောက်နိုင်ဘူးဆိုတဲ့အခါကျတော့ဒူးလေးနဲ့ထောက်ပြီးတော့လေးပဲထောက်ပြီးတော့လမ်းလျှောက်ပြီးတော့တရားထုတ်အဲ့ဒါလို့ကြိုးစားအထုတ်တာနဲ့နောက်ဆုံးမှသူ့စိတ်ထဲမှာအတွေးတစ်ခုဝင်လာငါရွရွချွန်ချွန်ကြိုးစားအထုတ်ရတဲ့မြတ်စွာဘုရားဟောတဲ့ဇံမဲ့ဖို့ဆိုတဲ့အဆင့်ငါမရဘူးဖြစ်နေတယ်ငါမှအဲ့ဒီအဆင့်မမီဘူးထမရဲ့အိမ်ပြန်ပြီးတော့တခြားကုသိုလ်ပဲလုံးမပဲဆိုအတွေးလေးဝင်တဲ့အချိန်မြတ်စွာဘုရားအနိနာရောက်လာပြီသူ့မြတ်စွာဘုရားတရားဟောပြတယ်မင်းလူဘဝတော့ကစောင်းတီးတာကျွမ်းကျင်တယ်မဟုတ်လားကျွမ်းကျင်တယ်အေးစောင်းတီးတဲ့အခါမှာစောင်းကျိုးကိုဘယ်လိုထားရစောင်းကျိုးတွေတိတ်ရော့နေတဲ့အခါမှာအတ္တမတာဘူးစောင်းကျိုးတွေတိတ်တင်းနေလို့ရှိရင်လည်းအတ္တမတာဘူးဒါကြောင့်မို့စောင်းကျိုးဆိုတာမလျော့မတင်းထားပြီးတီးမှအတ္တတာရတယ်သူကစောင်းတီးအမတန်မှကျွမ်းတဲ့သူဘုရားအဲ့ဒီဥမာပြောပြီးတော့ဟောပြီးတဲ့အခါဝီရိယနဲ့တမာတိမျှအောင်ကျင့်ဖို့နီလန်းပေးလိုက်တယ်အဲ့ဒီမှာသူမြတ်စွာဘုရားနီးပေးတဲ့အတိုင်းသူ့ရဲ့စိတ်ဆွမ်းအားတွေနဲ့တမာတိဆွမ်းအားတွေကြိုးစားမှုဝီရိယဆွမ်းအားတွေကိုထိမ့်ညှိပေးလိုက်တဲ့အခါမှာသူကယန္တာဖြစ်သွားတယ်သူလျှောက်တဲ့လမ်းဟောသူရွေးတဲ့လမ်းကနေပြီးတော့သူလျှောက်လိုက်တဲ့အခါကျတော့ကြည့်အမတန်မြင့်မြတ်တဲ့ဘဝကအမတန်မှအထက်တန်းကျတဲ့လူဘဝတစ်ခုကနေပြီးတော့မြင့်မြတ်တဲ့ယဟန်ဘဝတစ်ခုကူးပြီးတော့နောက်ဆုံးမှယဟန္တာထီအောင်ဖြစ်သွားကိလေသာအသောတွေကုန်သွားတော့အတုတဲ့အလင်းရောင်နဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်ပဲရှိမှာတော့အဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေရွေးချယ်ရမယ်ဆိုတဲ့ကိုယ်တိုင်ရွေးရမယ်ဆိုတဲ့လမ်းဟာနောက်ဆုံးကဒီလမ်းပဲဖြစ်ရဟုတ်ကဲ့လားနောက်ဆုံးရွေးချယ်ရမယ်လမ်းဒီမဲ့လမ်းဖို့လမ်းဆိုတာကိုရွေးချယ်ပြီးတော့နောက်ဆုံးနိဗ္ဗာန်ကိုသွားတဲ့လမ်းကိုရွေးချရမှာပဲပေါ့
Eri langu mayuidi them ya, Channel Lani Maro, Dokha, Yauni Jaumave. Nazoma Ojena Jen Dejen Sure Dokhari Yaw. Eri Dokhari, look in the land, Kuyuide Lana, Megan Shepa Sure, Nevan would thought it language, Vijaya, Tama, Tusrai, Lani Sura, Awakayu, Shaude Kama. Tete Dada, Lucia Light, Naja Light, Jamaica Light, Tete Dada, Donna Yomeshi did it. Ojen Senior, Najan Senior, Dejan Senior, now so my Twitchaya Ome. Tajawolo, now so for you to read. Go, you met Lansura, Megan Shepasur, Nevan Lame. I gave you detail my two strike language, you like this way. Who all your nothing? No? Two strike go language, you like Alene Piambola, Umabe. Now so much. Eri two strike land needed, Povio Semian. Make a Shabasure, Lanya Moma, tell like me, Sureka. For you to do it, neighbor, Yoshi Gabi, Tawara Yane and Yada Yata Shiba. Pero make a Shabasure, Lanya Mo, blow shout the layers, Shopon shall lead you, Nene Chichi. A chain leading a shovel down. Tell you when Lilio, I will do need a hand, the glamour shall lead a look on, no? Okay. Cojen Dila Leo, Saudi like be there, come. Cojen Dila, and are you like? Cojen Dila, see there, so that go, Madila, see there, Ludo, Coco, Confidence, Yonchi Mu Leo, Kaliri Yoramola, Key to end the Yorama. A key later like that. Go say them, Ari Pila, Nama Cojen Dila, Piezone, Kuchema, Navadila, Saudi Tari, the job. Chura, Powder, Yoda, Mashiu, Tajamo, Cojen Dilana, Piezone, say Tega. Go, Wanda, Chinu on low be there. Oh, Cavatansia in your yard, tell you when you much like oh. Tell her that when they lay tea and Leo, I will give you a chilla there, come. Chosa Bido, money there, come. Chosa money that got Tamawaya Mabe. Eri Trelly when they lean and say net and yet really that Tamata Dive. Eri Trelly when they live on my say her, Tini Vido, Java, Tamatama Dive. Eri Trelly when they lay the Bawa, Senzara, Tamatingababe. Trelly when they lay the Bawa, T-Davi solution, Tamatati Bebo. Ero, go shout the land, Bellano, go eat the land, Bellano, so make it a lamb of Judah. Era starting video shouted change out, many lady or she on my board langa. Eddie Megan Shabalanga, now so jada. Can you eat shit to our biro? Tazu, the cool regedo. Swan Ari, P.W. solution, no? I say, that lame, we better than Yanni Pime, we better than Yanni Biro, now so much. Then Karadi Ari, chose so moves to the Nevango, I of you biro. Met so that the Shikura. Sons of Mudaku, Yashi Bido. Kudanama see the Betama Jama. I mean Mamu net and the Yashimu, Peshala Leme. Now the car to Sintella de Kajaro, Kamara Gano Kore, Kamgo Ion Zati, Jovado Azeleme, Dodari, Leovado Azeleme. Now Tadia Sin Yaula de 2 years Swan Arne, Kamara Gatsure, Kamgo Ion Zati, Pedamuri, Mondi Musure, Doda Suradio, Pesha like Leme. Now Tadia, Simian Ladeka, or Medive, Alo, a Saint Mienzo, a Saint Yautabi Surekama. Godanama see the Gilida, Alo, Peshabia like me. Eri Peshabia like the Saint Yautalushi, no. Taku Yude Lanye, Lungas in the Ku, Pisondavi, Konaga, Tona, Tateda, shouted Landaway, Lanzo, Yauchina Chede, Poido de Reha, Eri Lango, Yubido, Shaujama, Tajamu. Go you eat it, land soda, Megan Shiban lamp, Shipolo, Ade, Sure, Jao, Alano Diana, Breda, Mata Bido, Mangan let Langu, Juche Bido, Shaolan, Naija, Ase Gondadi. With that boy, Tadawa Miaswa, Piyankwa, Chanda Javazi, Tadawa Miaswa. Yangwa Chandla Javazi Middayi Jan Tunga
ဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းဘုံငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောက်မြူပါဝင်ငွေလာမင်းနှင့်ရောင်ကြီးရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အစာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းတရားရှိခင်သူတော်ကောင်းပေါင်းတို့တရားနာယူပြီးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးကောင်းသောလူရင်းဆန္ဒနှလုံးသဘောပြည့်စုံနိုင်ကြပါစေ။